မိဖညီကိုမောင်နှမပေါင်းတို့ဒီသီလကိုကိုယ်တိုင်လွန်ကျူးဖောက်ဖျက်ရင်အကုသိုလ်မြောက်တယ်အဲ့ဒီအကုသိုလ်မျိုးကိုတော့သဟဋိကအကုသိုလ်လို့ခေါ်တယ်ကိုယ်တိုင်တတ်မယ်ဟိုမယ်တောက်မယ်ဆိုဒါအကုသိုလ်မြောက်တယ်ဒါသဟဋိကအကုသိုလ်တခါတလေကြတော့ကိုယ်တိုင်တော့မတတ်ဘူးမခိုးဘူးမတောက်ဘူးမလိမ်ဘူးဒါပေမဲ့တစ်ဖက်သားတတ်ချင်လာအောင်လို့တစ်ဖက်သားတတ်အောင်လို့အမိန်ပေးတတ်တယ်တောက်ပါလားကွာတတ်လိုက်ပါလားကွာယူခဲ့စမ်းကွာအပြောကတော့ယူခဲ့စမ်းလို့ပြောပေမဲ့အမိန်ပေးပြီးခိုးခိုင်းလိုက်တာပဲအဲ့လိုကိုကအမိန်ပေးလိုက်လို့တစ်ဖက်သားကသီလကျိုးသွားရင်ကိုလောက်တာမဟုတ်ဘူးဆိုပြီးရှောင်လို့မရဘူးဒါလည်းအကုသိုလ်တစ်မျိုးပဲအဲ့ဒီအကုသိုလ်မျိုးကိုတော့အာနတ္ထိကအကုသိုလ်လို့ခေါ်တယ်အာနာနဲ့စေခိုင်းလိုက်တဲ့အကုသိုလ်မျိုးနောက်တစ်မျိုးကြတော့ကိုယ်တိုင်လည်းပဲသီလမလွန်ကျူးဘူးသူတစ်ပါးလည်းတတ်ပါဖြတ်ပါကိုးပါကွက်ပါလို့အမိန်လည်းမပေးဘူးဒါပေမဲ့တစ်ဖက်သားသီလကျိုးကျင်လာအောင်လို့အရိပ်အယောင်လေးရေလာမြောင်းပေးပြီးပြောတတ်တယ်နားလည်မှုလွဲချော်သွားအောင်လို့တွေးဆောင်တဲ့စကားတွေပြောလို့တစ်ဖက်သားကသီလကျိုးသွားရင်တပည့်တော်ကိုယ်တိုင်လုပ်တာမဟုတ်ဘူးဖေ။တပည့်တော်ပြတော်ဇကာမှာခိုးပါတတ်ပါလို့လည်းမပါဘူးဖေလို့ရှောင်လို့မရပြန်ဘူးအဲ့ဒါလည်းအကုသိုလ်တစ်မျိုးအဲ့ဒါကိုဝဏ္ဏဘာဒနာအကုသိုလ်လို့ခေါ်တယ်အဖေဖြစ်တဲ့သူရဲ့ဘာမှာရှင်လေးရကြိုက်သမီးလေးရစကားပြောကစားတယ်အဖေကပြောတဲ့သမီးကိုသမီးကအဖေကြီးမချစ်ဘူးထင်တယ်သမီးကချစ်ပါတယ်အဖေကြီးမချစ်ပါဘူးဟဲ့ချစ်ပါတယ်ချစ်ရင်အဖေကြီးပါချင်ကြိုက်နေတာဒီတိုင်းကြည့်ရသလားဆိုတော့အဖေပြောတဲ့ထဲထဲမှာချင်တတ်ပါလို့ပါသလားသို့တော့ကလေးဖြစ်တဲ့သူကနားလည်မှုလွဲသွားအဖေကိုချစ်ရင်ပဲအဖေဘာမှကြိုက်နေတဲ့ချင်ကိုတတ်ရမယ်ဆိုပြီးကလေးကတတ်လိုက်တော့ကလေးကသီလကျိုးသွားတယ်အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကရေလာမြောင်းပေးပြောတဲ့အတွက်သူလည်းအကုသိုလ်မြောက်တယ်အဲ့ဒီအကုသိုလ်မျိုးကိုတော့ဝဏ္ဏဘာဒနာအကုသိုလ်လို့ခေါ်တယ်တခါတလေကြတော့ကိုယ်တိုင်လည်းပဲသီလမကျိုးဘူးတစ်ဖက်သားသီလကျိုးအောင်လို့လည်းအမိန့်မပေးဘူးတစ်ဖက်သားသီလကျိုးလာအောင်လို့လည်းရေလာမြောင်းပေးတွေအရိပ်အယောင်တွေနားလည်မှုလွဲအောင်လို့တွယ်ကွာဝိုက်ခံတယ်လည်းမပြောပါဘူးဘာဆိုဘာမှမပြောပါဘူးသို့ပေမဲ့တစ်ဖက်သားသီလကျိုးတာကြည့်ပြီးကိုယ့်ရင်ထဲကကျေနပ်အလိုတူလိုပါဖြစ်နေတယ်အားကြတစ်ဖက်သားကလက်စားပြီးကြီးကြီးကျယ်ကျယ်နေတယ်တစ်ဖက်သားကအရက်သေးသားတောက်ပြီးရီရီမောမောနေတယ်အဲ့ဒါဝိညာဉ်နဲ့အားတွေကြာကိုယ်တိုင်လည်းလှုပ်တာမဟုတ်ဘူးလှုပ်ပါလို့လည်းမတိုက်တွန်းဘူးလှုပ်ပါလို့လည်းသွေးမဆောင်ဘူးဒါပေမဲ့သူများလှုပ်နေတာကြည့်ပြီးအားကြတန်ဃာတဲ့ကွန်ပြစ်လို့ငါးတွေအများကြီးပါတယ်အဲ့ဒါမစီမဆိုင်ကိုကဂျားတွေကဝန်းလေသားနေတာအဲ့လိုမျိုးနဲ့ကိုယ်စိတ်ကလေးကိုမထိန်နိုင်လို့တစ်ဖက်သားအကုသိုလ်လုပ်နေတာကိုကြည့်ပြီးကျေနပ်နေရင်လည်းဒါလည်းအကုသိုလ်တစ်မျိုးပဲဒီလိုကျေနပ်တဲ့ပုဂ္ဂိုလ်ကတစ်ချိန်ချိန်ကိုယ်တိုင်လွန်ကျူးတတ်တယ်အဲ့ဒီအကုသိုလ်မျိုးကိုတော့မနှုံညက်တာအကုသိုလ်ကိုခေါ်တယ်အကုသိုလ်မှန်သမျှအပေကိုဇောက်ထိုးစင်းစေတာကြီးပဲအဲ့တော့သီလလုံယုံနဲ့တယ်မပြီးဘူးကိုယ်စိတ်ကလေးကိုထိမ့်ထိမ့်သိမ့်သိမ့်နေနိုင်ဖို့လည်းအရေးကြီးတယ်အဲကိုယ်စိတ်ကိုထိမ့်ထိမ့်သိမ့်သိမ့်နေနိုင်တာကတော့ဝိပဿနာအလုံးပဲရှိတယ်ဒါကြောင့်မိဖညီကိုမောင်နှမပေါင်းတို့ကသီလလုံယုံနဲ့မတင်းတိမ်ပဲနဲ့ဝိပဿနာအလုပ်ကလေးတိုင်အောင်ကြိုးစားပါအားထုတ်ပါလို့အားလုံးကိုတိုက်တွန်းတယ်ဣဒံမေပုံညာအာတဝေခယံဝဟံဟောတုဣဒံပုံညာဘာဂံသဗ္ဗတတ္တနာဒေမာတိတရဏေနသဟပင်စင်္ဂကရုဓမ္မနေစ္ဆာသီလံသာရုကံကတ္တဝအပ္ပမဒိနသံပါတိထလိုင်းတန်ကြီးပါနေတယ်မြတ်တဲ့ဣရိယာပုတတ်တောင့်တတ်တာရှိတဲ့ကိုယ်နေဟန်ထားနဲ့နာဂတရားနာကြညာကခန္ဓာလှဲ့ကြဟောလိုက်တဲ့တရားဟာမှန်တယ်မမှန်တယ်ခန္ဓာနဲ့တိုက်ဆိုင်စစ်ဆေးဟုတ်ပြန်မှန်ပြန်တော့လည်းပဲအကျိုးရှိတယ်မရှိတယ်ဝေဖန်သုံးသပ်အကျိုးရှိသည်တော်မှလည်းပဲပစ္စုပန်တန်တရားလောကီလောကုတ်မိမိသူတစ်ပါးနှစ်ဖြာသောကျိုးစည်းဝါးနဲ့ပြည့်စုံရဲ့လားလို့စမ်းစစ်ဟုတ်လဲဟုတ်တယ်မှန်လဲမှန်တယ်ကျိုးလဲရှိတယ်အကျိုးတရားအပြင်လည်းပြီးပြည့်စုံတယ်ဆိုရင်ဖြင့်ဒီအကျင့်
ဒီဓမ္မကိုယ်တန်တန်ကိန်းဝအောင်ဖြင့်အချိန်မဆိုင်မဲ့မနေမနာမိဖို့သောယောက်ျားကဲ့သို့ကျင့်ကြံကြိုးကိုအားထုတ်နေဆိုတဲ့စိတ်စန္ဒအာတိတပြင်းပြင်းပြပြနဲ့တရားနာကြခရစ်နှစ်2011ခုမတ်လ3ရက်နေ့ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ကျောင်းတကာကြီးဒေါက်တာသောမတ်နဲ့ကျောင်းဒါယိကာမကြီးဒေါက်တာရို့စ်ဇနီးမောင်နှံတို့ကထက်သန်တဲ့တတ္တတရားနဲ့တီထောင်ဖန်ဆင်းအပ်သောပါရမီဓမ္မရိပ်သာကြီး၌တရားပွဲအလှဒါယကကြီးဦးတန်းဖေနှင့်တရားပွဲအလှဒါယိကာမကြီးဒေါခင်ထေဝင်းမိသားစုတို့ကဩစတြေးလျဆစ်ဒနီမြို့နယ်တကွာအနီးတစ်ဝိုက်၌နေထိုင်ကြကုန်သောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့အတွက်ကောင်းမြတ်သည့်မနတိကာရဖြင့်ကျင့်ပပြုလုပ်အပ်သောမောဂဝိပဿနာ9ရက်အလုပ်ပေးတရားပွဲပထမနေ့ညပိုင်းတရားများဖြစ်လေသောကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာများဆရာထားပြီးတော့ဦးဇင်းတို့နဲ့တကွာအခုတရားနာလာကြတဲ့အမိဖညီကိုမောင်နှမအပေါင်းတို့အားအပေစင်းရဲ့တန်တရာစင်းရဲ့ကကြွအောင်လော့အောင်ကဲတင်သွားတော်မူတဲ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမောဂုတ်ဆရာတော်ဘုရားကြီးခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဟောကြားသွားတဲ့တရားဓမ္မများဥထိတ်ထားပြီးအဲ့ဒီဥပနိတယအတိုင်းပဲတရားနဲ့ပဲကျေးဇူးစัจ java ပါစို့ဆိုတော့ညနေပိုင်းတုန်းကဟောလိုက်တဲ့တရားဟာဘလောက်ပဲဓမ္မစစ်ဖြစ်စေအောင်တော့အစစ်အမှန်ဓမ္မတွေဖြစ်စေအောင်တော့ဟောတဲ့ပုဂ္ဂိုလ်ဘက်ကကရုဏာနဲ့နားလည်အောင်မသွန်သင်နိုင်ရင်လည်းအလကားပဲဒီတရားကလည်းတရားစစ်ဓမ္မစစ်ဟောတဲ့ပုဂ္ဂိုလ်လည်းကရုဏာနဲ့ပြောဆိုပေမဲ့နားထောင်တဲ့ပုဂ္ဂိုလ်များကလည်းပဲအလေးကာရဝပြုပြီးတော့အလေးကာရဝပြုတယ်ဆိုတော့ခန္ဓာကိုယ်ကလည်းအလေးကာရဝပြုကြတာမဟုတ်ဘဲနဲ့ဟောလိုက်တဲ့တရားဟာမှန်တယ်မမှန်တယ်ခန္ဓာနဲ့တိုက်ဆိုင်စစ်ဆေးလို့ဟုတ်ပြန်မှန်ပြန်တော့လည်းပဲအကျိုးရှိတယ်မရှိတယ်ဝေဖန်လို့အကျိုးရှိပြန်တော့လည်းပဲပစ္စုပန်တန်တရားလောကီလောကုတ်မိမိသူတစ်ပါးနှပြသောအကျိုးစီးပွားနဲ့ပြည့်စုံရဲ့လားလို့စီစစ်လို့အဲ့လိုစီစစ်ဝေဖန်ပြီးတက္ကလာနာမလေးလေးစားစားနာရရောက်တယ်ခန္ဓာနဲ့တိုက်ဆိုင်စစ်ဆေးလို့မှန်တယ်လို့သိလာတော့တတ္ထာထက်လာတယ်တိုက်ဆိုင်စစ်ဆေးတဲ့အတွက်ပညာထက်လာတယ်မှန်ကန်တယ်လို့သိတော့တတ္ထာတိုက်ဆိုင်စစ်ဆေးတာကပညာအဲ့လိုနဲ့တတ္ထာနဲ့ပညာထက်ထက်မြက်မြက်ဖြစ်လာတော့ဒီအကျင့်ဒီဓမ္မကိုတန်တန်ကိန်းဝအောင်ဖြင့်ကြိုးစားမယ်ဆိုတော့ဝရိယပါတက်လာတယ်အဲ့လိုနဲ့ပညာနဲ့စီစစ်တတ္ထာတရားနဲ့ယုံကြည်ဝရိယနဲ့အားထုတ်မယ်ဆိုရင်ဖြင့်ဟောသူကောနာသူကောနှစ်ဖက်နှစ်ဝကပြည့်စုံတဲ့အတွက်ဒီလိုတရားနာနည်းမျိုးကတော့နိဗ္ဗာန်ရောက်နိုင်တဲ့တရားနာနည်းပဲလို့မှတ်ဖို့ညနေတုန်းကဟောခဲ့တယ်။ကောင်းပြီတပည့်တော်တို့အဲ့ဒီအတိုင်းပါပဲခန္ဓာနဲ့တိုက်ဆိုင်စစ်ဆေးပြီးတပည့်တော်တရားနာပါမယ်။ဆိုပြီးတရားပွဲတစ်ပွဲလုံးကတရားနာနည်းနေတည်းသိပြီးတော့ဘုရားအလိုတော်ရတရားနာမယ်ဆိုတော့ဦးဇင်းတို့တွေကလည်းပဲပစ္စုပန်ကောတန်တရားကောလောကီကောလောကုတ်ကောနှပြသောကျိုးစီးပွားတွေများစေတတ်တဲ့တရားဟောဖို့အကြောင်းဖမ်းလာတယ်အဲ့တော့မနေ့တုန်းကပြောခဲ့တဲ့နောင်တကယင်တဲ့ပူတတ်တယ်လို့ပဲနောက်ထပ်ယင်ထဲမှာပူလောင်စေတတ်တဲ့တရားတစ်မျိုးလည်းရှိသေးတယ်အဲ့ဒါကတော့ဘာလဲလို့မေးရင်အညိုးအတေးပဲပါတယ်တော့အာဃာတသို့မဟုတ်အညိုးအတေးဒီညိုတေးလေးများကိုရင်နဲ့ဂိမ့်ပြီးဆိုမှဖြင့်ဒါခါလဲတမြင့်မြင့်တမြင့်မြင့်တမြင့်မြင့်သူ့မျက်နှာမြင်တိုင်းသူ့အတန်ကြားတိုင်းသူ့တည်င်းနားထောင်မိတိုင်းရင်ထဲမှာဒေါသတွေမဖြစ်ဘူးလားဖြစ်တယ်ဒေါသတွေဖြစ်လာပြီဆိုမှဖြင့်တခါတလေကလားမနိုင်ရခိုင်မဲဆိုသလိုမျိုးကိုညိုးရင်တေးရင်ညိုးတဲ့တေးတဲ့သူကိုတောင်မှတယ်မကဘူး
သူ့ရဲ့မိတ်ဆွေတွေပေါင်းတင်တွေရောင်းရင်တွေအားလုံးကိုပါလှက်ပန်းပြီးဒေါသကြီးနဲ့မုံတိုင်းထံပြီးတက္ကလာအညိုအတေဖွဲ့ကြတဲ့လူတဘာဝဟာလဲတော်တော်ကြောက်เสียမကောင်းဘူးလားကောင်းပါဗျာဒါဖြင့်တကတော့အညိုအတေလေးကိုယ့်ရင်နဲ့ပြေပြောက်အောင်ဘယ်သို့ဘယ်ပုံကျင့်ရမလဲဆိုတာသိတဲ့နဲ့အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသာဝိထီပြည်ဇေတဝန်ကျောင်းမှာတည်င်းသုံးလုံးသူ့ရဲ့ဦးကြီးတော်ကမွေးဖွားလာတော့သူနဲ့ညီကိုဝမ်းခွက်ခေါ်မယ်ထင်တယ်တိတ်သာလို့အမည်ရှိတဲ့ကြီးကာမယဟန်ပြုတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့အကောစီမံအဝီဒိမံအဇီနိမံအဟာတိမေယေသတံဥပနရှန္တိဝေရန်ဒေသနာတမ္မတိအစရှိတဲ့ဒေသနာလေးဟောခဲ့ဘူးတယ်ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသာဝိထိပြည်ဇေတဝန်ကျောင်းမှာတရင်သုံးနေတယ်တရင်သုံးနေတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်ကြီးကနေလိုလလို့ထွန်းလင်းတော့ဘုရားရှင်ရဲ့အမျိုးအဆွေတွေဖြစ်တဲ့သာကီဝင်မင်းတွေကလည်းပဲယဟန်ပြုကြတဲ့ပုဂ္ဂိုလ်တွေလည်းမနှဲပါဘူးအဲ့ဒီမနှဲတဲ့အထဲထဲမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဦးကြီးတော်ရဲ့သားတိတ်သာလို့အမည်ရှိတဲ့ပုဂ္ဂိုလ်ဟာလည်းဘုရားရှင်ထံမှာယဟန်ဝတ်တဲ့ဘုရားရှင်ရဲ့အဆွေအမျိုးတော်သည်ဖြစ်သောကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကိုမိပြီးဖြစ်ပေါ်လာတဲ့လလာပစွန်းနေကွန်းနေသုံးဆောင်ရဲ့နဲ့သူဟာဝါဝါဖြိုးဖြိုးထဲထဲဝါဝါခန့်ခန့်ညာညာဖြစ်အနွယ်ကလည်းကောင်းလာတော့မျိုးကြီးဆွေကြီးကဖြစ်လာတော့သင်္ကန်းကလည်းပဲကောင်းပေညွန့်ပေဆိုတဲ့သင်္ကန်းများလည်းယုံရအဲ့တော့သူအဲ့ဒါလေးယုံပြီးတကလားသူဘာလုပ်တလဲလို့မေးတော့ဇေတဝန်ကျောင်းမှာအများလာလေးရှိတဲ့နေရာစုဝေးလေးရှိတဲ့နေရာမှာသူသွားပြီးတကခန့်ကန်ကြီးထိုင်လေးရှိတယ်အဲ့တော့တရင်ဝါလာကျွတ်တော့မိုက်ကနည်းနည်းနားရဲဆူတယ်တရင်ဝါလာကျွတ်တော့ဘုရားရှင်ကိုယ်တော်မြတ်ကိုဖူးတွေ့မလို့လာကြတဲ့ယဟန်တန်ဃာတော်တွေကအဲ့ဒီယဟန်နေစုဝေးတဲ့အလဲနေရာအဓိကကြတဲ့နေရာကြီးထဲမှာခန့်ကန်ကြီးထိုင်နေတဲ့အဲ့ဒီဒိဋ္ဌဆိုတဲ့ယဟန်မြင်တော့ဒီမထေကြီးကတော့ဟေးတကယ်ကိုအဓိကကြတဲ့နေရာမှာထိုင်နေတယ်ဥပရိယုတ်ကလည်းခန့်ကညာညာနဲ့နေပုံထိုင်ပုံကလည်းတကယ်အချက်ချာကြတဲ့နေရာမှာထိုင်နေတယ်ဒါဖြင့်ဟောဒီမထေကြီးကတော့ဖြင့်တကယ်ကိုသိက္ခာဝါကြီးတဲ့ပုဂ္ဂိုလ်ပဲဘုရားရှင်ရဲ့ဓမ္မပြသားပြီးအကြီးစားပဲလို့ထင်ပြီးတကလားတောကလာကြတဲ့ယဟန်တွေကအဲ့ဒီမထေကိုဒိဋ္ဌဆိုတဲ့ယဟန်ကိုကြော့ကြအယိုသေးပေးကြကြော့လို့သာကြော့တာယိုသေးလို့သာယိုသေးတာခုနဒိဋ္ဌကတဝါတော်မရသေးဘူးမာတော်မရသေးတဝါတော်မရသေးဘူးအဲတဝါတော်မရတော့သူအဲ့ဒါလာပြီးတကလားဘေးနာကကြော့ရင်သူကမိမ့်မိန်ကြီးနဲ့ဘာမှပြန်မပြောဘဲနဲ့သာယာနေတယ်အယိုသေးခံရရင်သိကောင်းမှာပဲအဝိဇ္ဇာအယိုသေးခံခြင်းနဲ့တဏှာအဝိဇ္ဇာနဲ့တဏှာဒါပြန်သူသည်ကိုယ်တန်တန်ဘာဂုံတရမှမရှိဘဲနဲ့ကိုယ်တဲ့ဝါကြီးတဲ့ပုဂ္ဂိုလ်တွေယိုသေးတာကိုမိမ့်မိန်ကြီးခံနေတာဟာသူ့ရင်ထဲကဘာနဲ့ဘာကြောင့်အဝိဇ္ဇာနဲ့တဏှာကြောင့်အဝိဇ္ဇာနဲ့တဏှာရင်ခံပြီးတကလားမလုတ်တဲ့နဲ့လုတ်တယ်လုတ်ဒီလိုလုတ်လို့တော့တကားမတနေ့လည်းမဟုတ်နှစ်နေ့လည်းမဟုတ်ဆိုတော့အဲ့ဒီရွာကလာကြတဲ့နယ်ကလာကြတဲ့ပုဂ္ဂိုလ်တွေတကယ်ကိုဒီပုဂ္ဂိုလ်ကဥပရိယကလည်းခံရတယ်ဟာသင်္ကန်းတွေဘာတွေကလည်းပဲတကယ်ကိုပဲအကောင်းစားဘုံကြီးကံကြီးတွေကပါမယ်ထင်တယ်နေပုံထိုင်ပုံကလည်းပဲတကယ်ကိုတန်ဃာတော်တွေစုဝေးတဲ့နေရာရဲ့အလဲကောင်တဲ့တွေမှာခန့်ကန်ကြီးထိုင်နေတာဟိုရွာကပုဂ္ဂိုလ်တွေလာပြီးကြော့သွားတယ်သူကမိမ့်မိန်ကြီးနေတော့ဒီရွာကပုဂ္ဂိုလ်ကလည်းဒါကြော့ရမယ်ပုဂ္ဂိုလ်ထင်ပြီးဝိုင်းကြော့ဒီရွာကကြော့တော့ဟိုနောက်တရွာကလည်းမြင်တော့ဒါအကြော့ခံရမယ်ပုဂ္ဂိုလ်ပဲကြော့ရမယ်ပုဂ္ဂိုလ်ဆိုဝိုင်းကြော့အဲ့တော့ကြော့မယ်သူကဝိုင်းလဲနေတာသူ့မှာဘာတရားမှလည်းမရှိသေး
ဝါကလည်းတဝါမှမရပဲနဲ့သူမိမ့်ကြီးနေတာတနေ့ကြတဲ့အခါကျတော့နေကလာတဲ့ယဟန်တစ်ပါးကဒါလေးအကဲခတ်ပြီးဒီပုဂ္ဂိုလ်ကကြော့သာခံနေတာပါနေပုံထိုင်ပုံကနည်းနည်းလေးမပြည့်စုံဘူးထင်တယ်ဆိုပြီးတကလားအရှင်ဘုရားဘဏ္ဍဝါရတယ်လေလို့မေးလိုက်တာဘဏ္ဍဝါရလို့ဒေတိုးကြီးမဲတော့တိတ်တန်လဲဟန်နဲ့ပန်းနဲ့ဖုံးကွယ်လို့မရတော့ဖြေးရှားတယ်တဝါမှမရသေးဘူးပါတယ်တော့တဝါမှမရသေးဘူးတဝါမှမရသေးဘူးဆိုတာနဲ့ပဲခုနတုန်းကနေကယဟန်ကလည်းခတ်ထက်ဖြစ်တော့ရှင်ဗျာတဝါမှမရပဲနဲ့ကိုယ်ပမာဏကိုမသိဘူးကိုယ်အခြေအနေကိုမသိပဲနဲ့ဒီအဓိကကြတဲ့နေရာကြီးမှာမိမ့်ကြီးထိုင်နေကိုယ်အခြေအနေကဒီနေရာမှာထိုင်ရမှာမဟုတ်ဘဲနဲ့တဝါမှမရရင်တန်ဃာဆိုတဲ့ပရိသတ်အစွန်မှာထိုင်ရမှာရှင်ရပရိသတ်အလေကြီးခန်းကန်ကြီးနဲ့ထိုင်ကိုယ်ပမာဏကိုမသိဘူးကိုယ်တန်ဖိုးကိုမသိဘူးကိုယ်အခြေအနေကိုမသိဘူးမသိတာခဏထားပါလေသူများတွေကလာပြီးကြော့ပြန်ရင်လည်းပဲရှင်မြတ်ကမိမ့်ကြီးตาယာနေတယ်ရှင်မြတ်အတော်ကြီးကိုဆိုးတာပဲဆိုပြီးတယ်လည်းနေယဟန်ကလည်းပဲတကားတကားမတို့ပြောလိုက်တယ်ဆိုလိုက်တယ်သူပြောတာဆိုတာမမှန်ဘူးလားမှန်လားမှန်နေတယ်မှန်နေတော့တိတ်တာကဒါကြတော့ဆက်ဆက်တိမခံဖြစ်တယ်ဘာဖြစ်လို့ဆက်ဆက်တိမခံလဲလို့မေးသူကဖယားမျိုးဆိုပြီးမှန်တက်နေတာဘာမျိုးဖယားမျိုးပြီးဆိုပြီးမှန်တက်နေတာနော်အဲ့တော့ဖယားမျိုးဆိုပြီးမှန်တက်တော့ငါများမင်းကဘာမှတ်နေလို့ဟိုဘာမှတ်မှတ်တော့ယဟလည်းခတ်ထက်တယ်ဘာမှမှတ်ပေါ့ဘသူဖြစ်ပေါ့တဝါမှမရပဲနဲ့မိမ့်ကြီးနေနေတာတော်တော်ဆိုးတာပဲဒါနဲ့ဘိုးဘက်ကပုဂ္ဂိုလ်ကပရိသတ်ဘိုးဘုံလဲမှာတခါတည်းပဲသူ့အပြစ်ကိုတဲတဲမှတ်မှလက်ညှိုးထိုးပြီးပြောတော့အဲ့ဒီမှာတင်တိတ်တာဝန်းနေပြီးငိုတာငိုပြီးတကယ်တော့သူကထင်တာဖယားနဲ့ငါနဲ့ကညီကိုဝမ်းကွယ်ဖယားပါချင်းပါငါဘက်ပါမှာပဲသူစိတ်ထဲမှာမတွေးဘူးလားဘုရားပါခြင်းပါပဲနဲ့တော့ငါပဲပါမှာပဲဆိုပြီးတကလားအေးဒါဖြင့်ဘုရားသွားတိုင်မယ်ဘုရားချိတ်ကြမှာမင်းတို့ဒုက္ခရောက်လိမ့်မယ်ဆိုပြီးပြောတော့ကိုရှင်ဘုရားရှိကသွားရင်တပည့်တော်နောက်ကလိုက်ရှင်းယုံပေါ့နောက်ကယဟန်လည်းခတ်ထဲရေရှင်ဘုရားရှိကသွားလေတပည့်တော်နောက်ကလိုက်ရှင်းမှာပေါ့ဆိုပြီးဒိဋ္ဌာကဘုရားရှင်ရှိငိုယိုနဲ့သွားတယ်နောက်ကခုနတောကယဟန်တွေကလည်းနောက်ကလိုက်တယ်ဟိုရောက်တော့ဒိဋ္ဌာကရှင်ဗျာဆိုပြီးတမ်းမျက်ရည်လဲရွဲနဲ့ဘုရားရှင်ကိုတော်မြတ်တိုင်တာပေါ့လေရစကားနဲ့ပြောရင်အရှင်ဗျာဟောဒီယဟန်နေရတပိတော်ကိုဘုရားပမာဏမသိဘူးတခါတည်းပဲတန်ဖိုးမရှိတဲ့လူဘောလောကြီးစံကုန်မြေလေးကြီးစသည်ဖြင့်တပိတော်ပြောတယ်ဘုရားဒါရှိတော့စကားနဲ့ပြောဒါဆဲတာတစ်မျိုးပဲဆဲတယ်ဆိုတော့ခုခေတ်စကားလိုမျိုးအလွန်အမတန်ကြမ်းမှမဟုတ်ဘူးရှိတုန်းကယဉ်ကျေးတဲ့ပုံကိုယ်တွေဖြစ်သောကြောင့်နည်းနည်းလေးစကားလေးမျိုးနဲ့ရိုးနဲ့ထိပါလိုက်ရင်ကိုပဲဒါလည်းဆဲတဲ့စကားတွေပါသွားတာပဲအဲ့ဒါတပည့်တော်ဗျာခါတဲ့ဤဘောလောကြီးစံကုန်မြေလေးကြီးကိုပမာဏကိုမသိတဲ့လူဘောကြီးတခါတည်းပဲသူများတွေကဝါကြီးတဲ့ပုဂ္ဂိုလ်တွေကကြော့တာကိုသာသာယာယာနဲ့ဟန်ဒီပန်ဒီနဲ့လုံနေတဲ့လူယုတ်မာကြီးဒီလိုပြောတယ်ဗျာဆိုပြီးငိုယိုပြီးတန်ကလားမတိုင်ဘူးလားတိုင်တော့ဘုရားရှင်ကိုတော်မြတ်ကအေးကွာသူတို့ပြောတာလည်းပဲအကြောင်းတော့ရှိမှာပါပဲကွာဆိုပြီးတန်ကလားကိုယ်ဆွေမျိုးကလာပေမဲ့ချက်ချင်းဆွေမျိုးပဲလိုက်သလားလိုက်ပါဘူးဗျ။တန်ရောစဉ်ဖြတ်တောက်ထားတဲ့တရားရှင်းဆိုတာတခါတလေကြတော့တကားမတော့အကြောင်းအကျိုးသေးသေးချာချာသိရုပ်ခွဲပြီးမှအမှန်ကိုဆုံးဖြတ်အပ်တယ်ကိုယ်ဆွေမျိုးကပြောတိုင်းအင်းလို့ခေါင်းငိမ့်တဲ့အထဲဖျားပါသလားမပါဘူးဒါနဲ့ဘုရားရှင်ကိုတော်မြတ်ကကဲကွာမင်းမေးတာများသူတို့များပြောကြဆိုကြတာတွေလည်းပဲအကြောင်းတော့ရှိမှာပါဆိုပြီးတကလားဘေးနာကတန်ဃာတော်မင်းတို့ဒီကွာတိတ်တာယဟန်ကိုဒီလိုပြောသလားပြောတယ်ဘုရားစံကုန်မြေလေးတို့ပြောလားပြောတယ်ဘုရားဟန်ဆောင်နေတဲ့လူယုတ်မှလို့ဆိုသလားဆိုပါတယ်ဘုရားဘေးနာကတော့တောကယဟန်တွေကလည်းခတ်ထဲဆိုတော့မှန်တဲ့အတိုင်းမဖြေဘူးလားဖြေပါဗျာနေပါဦးငါရှင်သားတို့မင်းတို့ပြောပုံဆိုပုံထောက်ရင်ဒီတိတ်တာမထေအနေထိုင်မှားဟန်တူတယ်ဘာများဖြစ်တာတော့ဟာရှင်ဗျာမပြောချင်ပါဘူးသံဃာတော်တွေစုဝေးနေတဲ့အလေအဓိကကြတဲ့နေရာမှာ तू ကမိမ့်ကြီးထိုင်နေတာသူ့ကိုယ်သူဝါပဲ5-60ရတဲ့ပုဂ္ဂိုလ်ကြီးလိုနဲ့
အဲ့ဒါနေကလာတဲ့တန်ဃာတော်များကသူ့မြင်တော့အဓိကကြတဲ့နေရာမှာထိုင်းနေတော့တကယ်ကိုမထေကြီးပဲသိက္ခာကြီးဝါကြီးပဲလို့ထင်ပြီးကြော့တာဖေရအဲ့ဒါသူကမိမ့်မိန်ကြီးနဲ့အဲ့ဒါตาယာနေတာတပားကြော့လဲလက်ခံတာပဲအုပ်စုလိုက်ကြော့လဲပဲနဲ့တော့လက်ခံပြီးနေတယ်ဖေရတကယ်ဆိုရှင်များသူကဝါတဝါမှမရတဲ့ပုဂ္ဂိုလ်ဒီအဓိကကြတဲ့နေရာမှာနေရမှာမဟုတ်ဘူးတန်ဃာတို့ရဲ့အစွန်ဖျားမှာနေရမှာသတင်းသုံးရမှာတကယ်လို့လာပြီးတန်ခါနာကြော့မယ်အယိုသေးပြုတ်မယ်ဆိုအရှင်မြတ်တို့သိခါမအောင်ဖေရဘယ်နှဝါရှိပဲလဲဖေရတပည့်တော်တဝါမှမရသေးဘူးဖေရစသည်ဖြင့်ပွင့်ပွင့်လင်းလင်းပြောရမယ်ကိစ္စဗျာပွင့်ပွင့်လင်းလင်းမပြောဘဲနဲ့ဒါကြီးသူလက်သင်ခံပြီးတလားမိမ့်မိန်ကြီးနေတာဖေရအဲ့ဒါတပည့်တော်မေးမှသူကဖြေးတယ်တဝါမှမရသေးဘူးတဲ့အဲ့ဒါနဲ့တပည့်တော်လဲဒီပုဂ္ဂိုလ်ကတဝါမှမရပဲနဲ့သူများအယိုသေးပြုတာခံနေတာပဲဆိုတပည့်တော်လဲစကားနဲ့ပြောမိပါတယ်ဖေရဆိုတော့ဘုရားရှင်ကိုတော်မြတ်ကပြတ္တနာလေးစီစစ်ဝေဖန်လိုက်တော့တိတ်တအလွန်ဆိုတာတွေ့လာတယ်ဘယ်သူလွန်တာတိတ်တအလွန်ဒါနဲ့ခြေသားတိတ်တမင်းလွန်တာကွအဲ့တော့မင်းကလွန်တဲ့အတွက်လွန်ယုံနဲ့မကဘူးမင်းကအဆွေမျိုးကဘာမှတ်တယ်လဲညာမှတ်တယ်လဲမင်းတို့ဒုက္ခရောက်ရင်မင်းကတော့ပြန်ကျိမ်းမောင်းတယ်အဲ့တော့သူ့အယိုသေးလဲမင်းကနေမာယာတာထေရနဲ့လက်ခံသေးတယ်ပြီးတော့သူတို့ဒုက္ခရောက်စေမယ်ဆိုချင်းကြောက်တယ်ဆိုတော့မင်းမှာအပြစ်ဖြစ်တယ်မင်းတောင်းပန်လိုက်ဘုရားရှင်ကိုတော်မြတ်ကဒိဋ္ဌကိုဘာလုပ်ခိုင်းတယ်တောင်းပန်ခိုင်းတယ်ဒိဋ္ဌကတော့ဘုရားကငါ့ရဲ့ဆွေမျိုးပါခြင်းပါဘသူပဲပါငါဘက်ပါမယ်ထင်းနေတာငါဘက်မပါဘူးဟေးဘုရားရှင်ကမင်းအပြစ်ကွာဆိုပြီးတက္ကလာမင်းတောင်းပန်လိုက်ဆိုပြီးဘုရားရှင်ကိုတော်မြတ်ကဒိဋ္ဌကိုခုနတန်ဃာတော်ကိုတောင်းပန်ခိုင်းလိုက်တယ်အဲ့တော့ဒိဋ္ဌကမတောင်းပန်ဘူးရှင်ဘုရားတပည့်တော်မတောင်းပန်နိုင်ဘူးဖေဟာဘာဖြစ်လို့မင်းကမတောင်းပန်နိုင်တာတော့မင်းကိုယ်တိုင်ကမှားပြီးတော့ရှင်ဘုရားဒီပုဂ္ဂိုလ်ကတပည့်တော်ဆဲတယ်ဖေဟာဒီပုဂ္ဂိုလ်ကတပည့်တော်နစ်နာအောင်ပြောတယ်ဖေဟာဒီပုဂ္ဂိုလ်ကတပည့်တော်မျက်ရည်ကြီးငယ်ကြအောင်အရှက်ကွဲအောင်ပြောတယ်ဖေဟာအဲ့လိုပြောတဲ့ပုဂ္ဂိုလ်တပည့်တော်ဘရောမှတောင်းပန်เสียမလိုဘူးဆိုပြီးတက္ကလာဘုရားရှင်ကိုယ်တော်မြတ်ကတောင်းပန်ခိုင်းတာတောင်းမှဘုရားကိုအတွန့်တက်ပြီးမတောင်းပန်နိုင်ဘူးရဲ့လို့စောရကမတက်ဘူးလားအဲ့တော့မှဘုရားရှင်ကိုယ်တော်ကခုနတရားလေးဟောတာအကောစီမံအဝိဒိမံအကျင့်ပုဂ္ဂိုလ်တူဟာဟောဒီမောင်ဖြူကမောင်နေရလေငါ့ကိုဆဲခဲ့ဘူးတယ်ငါရဲ့မကောင်းတဲ့င်းကိုပြောခဲ့ဘူးတယ်ဒီလိုမျိုးလေးနှလုံးသွင်းရင်တော့၎င်းအဝိဓိမှာငါ့ကိုရိုက်ခဲ့တယ်ပုတ်ခဲ့တယ်နှိပ်စက်ခဲ့တယ်ခုနတော့အပြောအခုဟာကာယကံဒီလိုနှိပ်စက်ခဲ့တယ်ဒီလိုလေးတွေးရင်တော့၎င်းအာဇီနီမှာဟောဒီပုဂ္ဂိုလ်ဟာငါ့ကိုမတရားသက်သက်အနိုင်ယူတယ်လို့များအာဟာတိမေယင်တဲ့နှလုံးသေးကဒီတိုင်းကြီးများမဲ့ယင်ထဲမှာသိမ့်ကြုံယူထားမယ်ဆိုရင်ယေသတံဥပနရှန္တိဝေရံတေသနာသမ္မတိဒီပုဂ္ဂိုလ်ကငါ့ကိုဆဲခဲ့ဘူးတယ်ဒါမှမဟုတ်ဒီပုဂ္ဂိုလ်ကငါမကောင်းတဲ့ရင်တွေကိုအပုံကြီးချဲ့ပြောဘူးတယ်ဒီပုဂ္ဂိုလ်ကငါသိက္ခာချခဲ့ဘူးတယ်ဟောဒီပုဂ္ဂိုလ်ကငါ့ကိုလက်နဲ့ရိုက်ခဲ့တယ်ပုတ်ခဲ့တယ်နှိပ်စက်ခဲ့ဘူးတယ်ဟောဒီပုဂ္ဂိုလ်ကငါ့ကိုမတော်မတရားနည်းနဲ့အနိုင်ယူခဲ့ဘူးတယ်လို့တွေးနေတဲ့ပုဂ္ဂိုလ်များဟာဘရောမှယံပါနဲ့တော့မငြိမ့်ဘူးဘာမငြိမ့်ဘူးယံမငြိမ့်ဘူးတဲ့ဘုရားရှင်ကိုယ်တော်မြတ်ဟောလိုက်တယ်အဲ့တော့တရားတော်ဒါလေးကဘာလဲလို့မေးတော့ဒါအားလုံးဒီဟာအညိုးတွေအတေးတွေရှိမှဆိုတဲ့အတွက်ဒါပြောရတဲ့တရားပဲနော်တယောက်နဲ့တယောက်ဆက်ဆံနေတော့တခါတလေအပြောမှဆိုတာလည်းပဲနဲ့တော့ရှိတတ်တာပဲတခါတလေလောက်တာကိုင်းတာလေးလည်းပဲချိုယွင်းလွဲချော်သွားတာကောမရှိဘူးလားရှိတဲ့အခါတခါမှဒီပုဂ္ဂိုလ်ငါဘယ်တော့ငါပြောခဲ့တာဆိုတော့တခါတော့သူတွေငါတွေရှိနေတတ်တယ်သူတွေငါတွေကိုစာလို့သုံးတော့တက္ကာယဒိဋ္ဌိဗာဒိဋ္ဌိတော့သူကငါကိုဒီလိုထင်တာကိုသူလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးငါလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးအချင်းချင်းကိုပဲသူတဲ့ခန္ဓာ၅ပါးကြီးကိုပဲငါတဲ့ဆိုတော့တခြားလားတက္ကာယဒိဋ္ဌိလားဒီတက္ကာယဒိဋ္ဌိကသိကြောက်เสียကောင်းတယ်ဒကာဒကာမတို့ဒကာဒမတို့ထင်တာကလောဘဒေါသကြောက်เสียကောင်းတယ်လို့ထင်တယ်အေးလောဘဒေါသရဲ့နောက်ကကျိုးဆွဲနေတဲ့မ
မိထိုးပေးနေတဲ့တကယ်ကိုအဓိပတိမကောင်းတဲ့တရားအချုပ်ကတခြားလားတက္ကာယဒိဋ္ဌိလားလောကဥပမာနဲ့ပြောမယ်ဆိုလူတစ်ယောက်ခိုးတယ်တတ်တယ်ဖြတ်တယ်လူကောင်းလားလူဆိုးလားသူလူဆိုးကမြင်တာတယ်ခိုးတယ်ဝှက်တယ်တတ်တယ်ဖြတ်တယ်ဆဲတယ်ဆိုးတယ်ရံဖြစ်တယ်မြင်တာတယ်သူ့နောက်ကနေပြီးတက္ကလာညနေဖုံးစုပ်ကလေးနဲ့လူကြီးလူကောင်းရောင်ဆောင်ပြီးတက္ကလာမင်းခိုးတဲ့နာခိုးกว่าမင်းဘာမှမဖြစ်အောင်ငါကာကွယ်ပေးမယ်ကွာမင်းခိုးရပါပစ္စည်းငါထုခွဲပေးမယ်ကွာမင်းဟောဒီပုဂ္ဂိုလ်ကငါမကြည်နပ်ဘူးတတ်လိုက်စမ်းလက်တယ်မပေါ်အောင်မင်းပြဿနာတဲ့ရင်ငါရှိရကာကွယ်ပေးမယ်ကွာဆိုအဲ့ဒီခုနပေါ်ပေါ်ထင်ထင်မိုက်နေတဲ့ပုဂ္ဂိုလ်ကိုနောက်ကပုံရှိုးကွယ်ရှိုးအားပေးတဲ့ပုဂ္ဂိုလ်ကခုနလူဆိုးတဲ့ပို့ပြီးဘယ်နဲ့တော့မဆိုးဘူးလားဆိုးသလားကြောက်စရာကောမကောင်းဘူးလားဒါကတော့ဟိုလူဆိုးကသူဆိုးရင်သူတယောက်စာပဲဆိုးမှာမြောက်ထိုးပင်ကိုလှုပ်တဲ့ပုဂ္ဂိုလ်ကအဲ့လိုလူဆိုးပေါင်းမြောက်များစွာကိုမြောက်ထိုးပင်ကိုလှုပ်နိုင်တယ်တစ်ချိန်တည်းမှာလှုပ်နိုင်တယ်ဟိုလူဆိုးဟာညာမယ်ဆိုတစ်ချိန်မှာသူဟာသူတယောက်ပဲညာနိုင်တာအားပေးတဲ့ပုဂ္ဂိုလ်များရှိရင်တစ်ချိန်တည်းမှာလူညာပေါင်းများစွာကိုတပြိုင်တည်းညာအောင်နောက်ကမိထိုးလို့မရဘူးလားဒါဖြင့်ပေါ်ပေါ်တင်တင်ဆိုးတဲ့ပုဂ္ဂိုလ်နဲ့နောက်ကမိထိုးပေးတဲ့မြှောက်ပေးတဲ့ပုဂ္ဂိုလ်ဘသူကပိုဆိုးဒီမှာလဲလားတူပဲဒေါသမကောင်းဘူးမှန်းတယ်လောဘမကောင်းဘူးမှန်းတယ်သို့တော့အဲ့လောဘဒေါသကိုနောက်ကမိထိုးပေးတဲ့လူရှိတယ်မိထိုးပေးမဲ့သူကြတော့လူဆိုးလို့မထင်အောင်မျက်နှာဖုံးစွပ်ကလေးနဲ့လူကြီးလူကောင်းဟန်စောင့်မထားဘူးလားတက္ကာယဒိဋ္ဌိဗာဒိဋ္ဌိတော့ဒီခန္ဓာကိုငါလို့ထင်တာများဘာအပြစ်လဲတချို့ကတွေးရင်တွေးမှာပေါ့ဗျာဒီခန္ဓာငါလို့ထင်တာများဘာအပြစ်လုံးဘုရုပစ္စည်းခိုးနေတော့လုံးဘုရုပစ္စည်းဝက်နေတော့လုံးဒီလိုကောမတွေးဘူးလားခိုးချင်လားဝက်ချင်လားအောင်လုပ်တာအဲ့ဒီခန္ဓာငါထင်တဲ့အစွဲကြောင့်ဖြစ်တာပဲခုကြည်စံဘုံတကားမလူနာမြမတတ္တဝါတို့ရဲ့ဆရာတဆူဖြစ်တဲ့သုံးလောကထွတ်တာမြတ်စွာဘုရားရှင်ကဒိဋ္ဌာမင်းမှားတယ်မင်းကတောင်းပန်လိုက်လို့ပြောနေတာတောင်ဘုရားကိုအတွတ်တက်ပြီးမတောင်းပန်နိုင်ဘူးလို့ဘုရားကိုဂလံကဆံမလုပ်ဘူးလားလုပ်ပါတယ်ဗျာဘာဖြစ်လို့ဘုရားဂလံကဆံလုပ်ရတာလဲလို့မေးတော့သူကဖြေတယ်လေဒီပုဂ္ဂိုလ်ကတပည့်တော်ဆဲတာဘုရားငါဆဲထားတဲ့ပုဂ္ဂိုလ်ငါမကြည်ဘူးငါမကြည်တော့ငါမတောင်းပန်နိုင်ဘူးဆိုတော့တခြားလားငါဇွဲလားငါဇွဲပါဗျာဘုရားကိုကန့်လန့်တိုက်တာဘာဇွဲတော့ငါဇွဲကြောက်စရာမကောင်းဘူးလားကောင်းသလားဒီပုဂ္ဂိုလ်ကငါဆဲဘူးတာတဲ့ဒီပုဂ္ဂိုလ်ကငါစော်ကားဘူးတာတဲ့ဒီပုဂ္ဂိုလ်ကငါအရှက်ခွဲဘူးတာအဲ့တော့ငါနည်းနည်းလေးမှတောင်းပန်စရာမလိုဘူးတဲ့ကရုဏာရှင်ဘုရားရှင်ကိုတော်မြတ်ကသူ့တန်တရားဝေကျွေးပါမှာဆိုလို့လမ်းကြောင်းအမှန်အတိုင်းမျက်နှာမလိုက်ဖဲနဲ့မင်းမှားတာမင်းကအရင်စမှားနေတာမင်းရင်ထဲမှာအဝိဇ္ဇာတဏှာကြီးနဲ့လူလေးပါးကငါကိုယ်ွယ်ရင်စိကပ်ရင်ဖြင့်သိကောင်းမှာပဲအယိုသေးပြုကြရင်သိကောင်းမှာပဲဆိုတာတခြားလားအဝိဇ္ဇာလားအယိုသေးခံရလဲဒီခန္ဓာတစ်စက္ကန့်ပြီးတစ်စက္ကန့်အိုတယ်မအိုဘူးလားအိုပါများတော့မနာဘူးလားနာပါများတော့မသေးဘူးလားဒါပေမဲ့အယိုသေးခံနေရပေမဲ့ဒီခန္ဓာအိုနာသေးမလွတ်သောကြောင့်ဘာသစ္စာဒုက္ခသစ္စာကြီးဒုက္ခသစ္စာကြီးကိုအကောင်းထင်နေဆိုတော့ तू သစ္စာသိတာလားမသိတာလားမသိတာတခြားလားအဝိဇ္ဇာလားအဝိဇ္ဇာဖြစ်ယုံတယ်မကောင်းအဲ့ဒါလို့အယိုသေးကိုတစ်နေ့ရလို့လည်းမကျေနပ်နှစ်နေ့ရလို့လည်းမကျေနပ်ခဏအယိုသေးခံရင်နာနဲ့ပဲနောက်တစ်နေ့ယဟန်ထူးရှိရင်အဲ့ဒီနေရာသွားပြီးမိမ့်ကြီးပဲတဲ့တော့ထိုင်ဆိုတော့နောက်ထပ်ယိုသေးမှုတွေကိုလည်း तू မလိုချင်ဘူးလားလိုချင်တာပါတယ်တော့တဏှာအဝိဇ္ဇာနဲ့တဏှာဒီအဝိဇ္ဇာတဏှာကြောင့်မင်းမှားနေတာဘုရင်ပြောတာရှင်းရလားအဝိဇ္ဇာတဏှာကြောင့်ပဲနဲ့မှားတာမှားနေတဲ့အတွက်မင်းကဝင်ချတောင်းပန်ရမယ်ကိစ္စမျိုးကိုတောင်မှငါမတော်မတရားပြောတဲ့ပုဂ္ဂိုလ်ငါဆဲတဲ့ပုဂ္ဂိုလ်ငါကိုအရှက်ခွဲတဲ့ပုဂ္ဂိုလ်ငါကိုလူရှိသူရှိမှဘုဆုတ်သက်ဆက်ပြောတဲ့ပုဂ္ဂိုလ်ငါနည်းနည်းမှမကြည်ဘူးဆိုတော့ဒုက္ခနာကြီးဘာလို့ထင်ငါလို့ထင်တော့ဖယားဖြောင်းပြဓာတောင်မှအညိုအတိအာဃာရကြည်ရဲ့လားကြည်ပါဗျာဒါဖြင့်ယင်ထဲမှာဒေါသအဆိုင်အခဲကြီးဖြစ်အောင်တွန်းပို့နေတာဘသူတော့တက္ကာယဒိဋ္ဌိဗာဒိဋ္ဌိဒါလေးလည်းသိစေခြင်းနဲ့နော်ဟိုကဖယားဆွေမျိုးဆိုပြီးတဏ္ဍဖယားသွားတိုင်တော့ဖယားကတရားအကြောင်းပြောမှန်တာ
ဒီမှာလဲအားလုံးသောအမိဖာညီကိုမောင်တော်မပေါင်းသက်ကာယဒိဋ္ဌိမပြုတ်ဘူးဆိုရင်အညိုအတေတေကြီးတယ်အညိုတေဖြစ်စေနိုင်တဲ့ကိစ္စကိုဘုရားရှင်ကိုယ်တော်မြတ်ကအင်္ဂုတ္တရနိကေမှာ9ပါးတောင်ပြတယ်အညိုတေဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားဘယ်နှပါး9ပါး9ပါးရှိတယ်နံပါတ်1ကဟောဒီပုဂ္ဂိုလ်ဟာငါအကျိုးစီးပွားကိုအရင်တုန်းကလည်းဖျက်ဆီးခဲ့တယ်အဲ့လိုထင်ရင်အညိုအတေးရဘရောမှကြည်စရာကြောင်းမရှိဘူးဟောဒီပုဂ္ဂိုလ်ဟာလာမဲ့အနာဂတ်မှာလည်းပဲငါအကျိုးစီးပွားကိုပြက်အောင်ဖျက်အောင်မယ်ဒီလိုမျိုးထင်ရင်လည်းပဲအာဃာရကြည်ရလားကြည်ဘူးတခါတလေကျတော့ကိုယ်နဲ့ဓာတ်ရိုက်မဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ကငါခင်မင်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုဖျက်ခဲ့ဘူးတယ်ပြန်ပြောမယ်နော်ဒါကတော့အတိတ်အကြောင်းနဲ့ပတ်သက်ပြီးအာဃာရ၃မျိုးဖြစ်ပုံဟောဒီပုဂ္ဂိုလ်ဟာအတိတ်တုန်းကငါအကျိုးစီးပွားကိုဖျက်ခဲ့ဘူးတယ်ဟောဒီပုဂ္ဂိုလ်ကငါခင်းနဲ့ငါသားငါသမီးငါခင်ပွန်းသည်မတို့ရဲ့အကျိုးတရားကိုလည်းဖျက်ဆီးခဲ့ဘူးတယ်ဒီလိုထင်လဲအာဃာရဖြစ်တတ်တယ်နောက်တစ်ခုကျတော့အဲ့လိုမဟုတ်ပြန်တော့ဒီပုဂ္ဂိုလ်ဟာငါယံသူကိုအားပေးအားမြောက်ပြုနေတယ်ဒီပုဂ္ဂိုလ်ကငါမခေါ်တဲ့လူကိုသွားခေါ်နေတယ်အရာစကားနဲ့ပြောရင်ဒီပုဂ္ဂိုလ်ကငါမတည့်တဲ့အိမ်သွားလဲနေတယ်အဲ့လိုထင်လဲအဲ့လိုရအောင်ပြောမှအဲ့လိုရမှာပဲရှင်းကြရလားအဲ့လိုဖြစ်ရင်လဲအာဃာရပဲနဲ့တော့ထားတတ်တယ်ဒါဖြင့်အတိတ်ပေါ်မှာအကြောင်းပြုပြီးအညိုအတေးအာဃာရဘယ်နှမျိုး၃မျိုးဖြစ်တတ်တယ်ဟောဒီပုဂ္ဂိုလ်ဟာငါကိုလွန်လေပြီးသောအတိတ်ကာလကငငယ်တုန်းကငါတို့စီးပွားမတက်ခင်တုန်းကငါတို့အစင်မပြေတုန်းကလေငါတို့ပေါ်မှာတော်တော်ကိုစောစောကားကားချိုးချိုးနှိမ့်နှိမ့်ပြောခဲ့တာဆိုခဲ့တာအဲ့လိုတွေးရင်လည်းအာဃာရဘရောမှမကြည့်ဘူးတဲ့နောက်တစ်မျိုးကျတော့အဲ့လိုမဟုတ်ဘူးကိုနဲ့တော့ဓာတ်ရိုက်မဆက်ဆိုင်ဘူးဒီပုဂ္ဂိုလ်ကငါသားလေးကိုငါသမီးလေးကိုငါဆွေကိုငါမျိုးကိုပျက်စီးအောင်စော်ကားခဲ့တယ်တကားတည်းပဲနှိပ်စက်ခဲ့တယ်စီးပွားပြည့်အောင်လုပ်ခဲ့တယ်နာမည်ပြည့်အောင်လုပ်ခဲ့တယ်လို့ထင်ရင်လဲအညိုအတိအာဃာရပဲနဲ့တော့မကြည့်ဘူးတဲ့နောက်တစ်မျိုးကျတော့ခင်နဲ့မင်းနဲ့သူနဲ့မဆိုင်တော့မုန်းတဲ့လူပဲလှည့်ထွက်သွားတာဟောဒီပုဂ္ဂိုလ်ဟာလေငါမုန်းတဲ့ပုဂ္ဂိုလ်ကို तू ကအိမ်နဲ့အဝင်အထွက်ရှိတယ်ငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်နဲ့ तू ကရီရီမောမောပြောခဲ့ဘူးတယ်အတိတ်တုန်းကဒါကြောင့်ဟောဒီပုဂ္ဂိုလ်လည်းငါရန်သူစရင်နဲ့ပဲနဲ့တော့တွင်းမှာတကယ်တော့ဒီပုဂ္ဂိုလ်ကကိုယ်ဘာမှဒုက္ခပဲနဲ့တော့မပေးသေးဘူးကိုယ်ရန်သူနဲ့ပေါင်းလို့ဆိုပြီးသူ့လည်းရန်သူစရင်နဲ့ပဲနဲ့တော့ထည့်ချလိုက်အဲ့လိုနဲ့အတိတ်အကြောင်းပြုပြီးအာဃာရဘယ်နှမျိုး၃မျိုးရှိတယ်နောက်တော့အဲ့9မျိုးကိုပြန်ပြီးချုပ်ပြပါမယ်ပြစ္ဆုတ်ပံတဲ့တဲ့နဲ့ပတ်သက်ပြီးအာဃာရ3မျိုးရှိတယ်ဟောဒီပုဂ္ဂိုလ်ကလေလောလောဆယ်ငါအကျိုးစီးပွားကိုဖျက်ဆီးနေတာဒီလိုထင်ရင်လဲအာဃာရပဲနဲ့တော့ဖြစ်တတ်တယ်ဟောဒီပုဂ္ဂိုလ်ဟာငါခင်းတဲ့သားတွေသမီးတွေခုလောလောဆယ်ကိုအတိတ်ကမကောင်းတာခဏထားပါတော့အခုလောလောဆယ်ကိုပဲသူတော်တော်ကြီးကိုစော်ကားမော်ကားလုပ်နေတာမျက်စိနဲ့မြင်နေနားနဲ့ကြားတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်အညိုတေးပဲနဲ့တော့ထားတယ်ဒီလိုကမထားဘူးလားဟောဒီပုဂ္ဂိုလ်ဟာဟောဒီပြစ္ဆုတ်ပံတဲ့တယ်မှာငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်နဲ့စကားပဲနဲ့တော့ပြောတယ်အိမ်သွားအဝင်အထွက်ပဲနဲ့တော့ရှိတယ်ဒါပြင်ရန်သူနဲ့တကြိတ်တဲ့တကြံနဲ့ဖြစ်တော့သူ့လည်းပဲအညိုတေးပဲနဲ့တော့ထားတယ်ဒါပြင်ပြစ္ဆုတ်ပံတဲ့တယ်အညိုတေးထားတာဘယ်နှမျိုး၃မျိုးအတိတ်ကဘယ်နှမျိုး၃မျိုးအေးလာမယ့်အနာဂတ်နဲ့ပတ်သက်ပြီးတော့အညိုတေးထားတတ်သေးတယ်ဟောဒီပုဂ္ဂိုလ်ကကြည်ရတာပြောပုံဆိုပုံကတော့ငါလာမယ့်အနာဂတ်မှာအကောက်ကြံမယ်ထင်တယ်တကယ်ကအကောက်ကြံတာမဟုတ်ကိုတွေးနဲ့ကိုဖြစ်နေတာဘသူအတွေးနဲ့ကိုတွေးနဲ့ကိုတွေးနဲ့ကိုဖြစ်ရင်ဒီပုဂ္ဂိုလ်ကပြောပုံဆိုပုံကတော့လာမယ့်အနာဂတ်ကြငါ့ဘောအကောက်ကြံမယ်ထင်ရင်လဲအညိုအတေးအာဃာတထားတတ်တယ်ဒီပုဂ္ဂိုလ်ကငါသားငါသမီးတွေကိုလာမယ့်အနာဂတ်မှာဒါငါသားသမီးနဲ့ပြိုင်ဘက်ဆိုင်ဘက်ဖြစ်လိမ့်မယ်ငါသားသမီးရဲ့စီးပွားတွေယာထုတွေသူအနာဂတ်မှာယူချင်းယူမှာအခုကတည်းကသူတို့ကခွာရချင်းတိုင်းနေပြီစသဖြင့်အဲ့လိုမျိုးနဲ့တွေးရင်လဲအညိုအတေးအာဃာရမရှိဘူးလားရှိပါဘူးဟောဒီပုဂ္ဂိုလ်ဟာလေခုသာငါရှိမှသာမပေါင်းတာမသိတာလာမယ့်အနာဂတ်ငါများယာထုဩဇာများမရှိရင်ဟောဒီပုဂ္ဂိုလ်ဟာလေငါယံသူနဲ့ပေါင်းချင်ပေါင်းမှာလို့အဲ့လိုတွေးရင်လဲအာဃာရမထားဘူးလားဒါပြင်အာဃာရဘယ်နှမျိုးထားနိုင်တော့9မျိုးရှိတယ်9မျိုးလုံးကိုအားလုံးသိရုပ်ခွဲလိုက်မယ်9မျိုးလုံးအားလုံးပေါင်းချုံပြီးပြောတော့ဒီပုဂ္ဂိုလ်ဆိုတာတခြားလားခန္ဓာ၅ပါးလားငါဆိုတာလဲပါတော့ခန္ဓာ၅ပါး
ငါသားငါသမီးငါခင်သူဆိုတာလေခန္ဓာ၅ပါးငါယံသူဆိုတာလေခန္ဓာ၅ပါးပဲဒါဖြင့်ခန္ဓာ၅ပါးခန္ဓာ၅ပါးမှမသိပဲငါပဲငါခင်တဲ့လူပဲငါယံသူပဲလို့ထင်တယ်လို့ခုနအာဂါဒ၉မျိုးမဖြစ်ဘူးလားဒါဖြင့်အာဂါဒ၉မျိုးဖြစ်တာတခြားကြောင့်လားတက္ကာယဒိဋ္ဌိမဖြုတ်လို့လားအဲ့ဒါတက္ကာယဒိဋ္ဌိမဖြုတ်ဘူးဆိုယံနေနည်းနည်းလားအများကြီးလားအဲ့တက္ကာယဒိဋ္ဌိဖြုတ်ဖို့အရေးမကြီးဘူးလားဒါဝိပဿနာအားထုတ်တယ်ဆိုတော့ဒီတက္ကာယဒိဋ္ဌိကိုအရင်ဖြုတ်ပြီးအားထုတ်တာပဲနော်အဲ့တော့တက္ကာယဒိဋ္ဌိဖြုတ်ပြီးအားထုတ်တော့ဝိပဿနာခရီးရောက်တယ်ဝိပဿနာခရီးရောက်လို့မဲ့ညာဘုံညာရရင်လည်းတက္ကာယဒိဋ္ဌိကအကျွမ်းမဲ့ပြုတ်တယ်ဒါကြောင့်တက္ကာယဒိဋ္ဌိပြုတ်တဲ့အလုတ်ကလေးကျင့်ကြံကြိုးကုပ်အားထုတ်ဖို့မလိုဘူးလားအခုကြည်စံဒိဋ္ဌဘုရားကတောင်းပန်ခိုင်းတာတော့တောင်းပန်ရဲ့လားဘာဖြစ်လို့မတောင်းပန်တာလဲလို့မေးတော့အညိုတေပြေလို့လားမပြေလို့လားဘယ်ပြေလိမ့်မလဲသူ့ကိုယ်သူဘာလို့ထင်ငါလို့ထင်တယ်တစ်ဖက်သားခန္ဓာ၅ပါးလဲဘာလို့ထင်သူလို့ထင်တယ်ငါတွေသူတွေထင်နေတော့အညိုအတေပြေရဲ့လားပြေပါဗျာဒါကြောင့်အာလုံးမိဘညီကုန်းမောင်းနှမပေါင်းတို့သက္ကာယဒိဋ္ဌိတော်တော်ကြောက်စရာကောင်းတယ်ဘုရားကိုယ်တော်ကန့်လာတိုက်တာဘုရားကသက်တော်ထေရှားဘုရားကိုယ့်ဘုံမှာကရုဏာကြီးမားစွာနဲ့ဆုံးမသွန်သင်တဲ့ကိုယ့်အကျိုးကိုလိုလားတဲ့ဘုရားအဲ့ဒီဘုရားကတောင်းပန်ဆိုတာတော့ရှင်မြတ်တပည့်တော်မတောင်းပန်နိုင်ဘူးဘာလို့မတောင်းပန်နိုင်လို့သူကတပည့်တော်စော်ကားမော်ကားပြောခဲ့တာဘုရားဆိုပြီးဘုရားကိုကက်ကက်လန်အောင်ပြန်ပြောတယ်ဒီသက္ကာယဒိဋ္ဌိကြောက်စရာမကောင်းဘူးလားဒါပေမဲ့ဒီသက္ကာယဒိဋ္ဌိဖြုတ်ဖို့မလိုဘူးလားဒါမဖြုတ်ခွဲနဲ့တော့အညိုတိအာဃာတကြေစရာအကြောင်းရှိအညိုတိအာဃာတတွေမကြေတိုင်းမကြေတိုင်းအကြောင်းသင်လိုက်တာနဲ့တပည့်တော်တို့လေးဘယ်တော့ကဆိုကိုယ်ရင်နဲ့ကိုမီးမွေးတယ်ဗါလဲတော့အကြောင်းလေးများတိုက်ဆိုင်လိုက်အတိတ်အကြောင်းလေးတွေးပြန်ပြောရင်းနဲ့ရင်နဲ့ဗါတဲ့တော့မီးမွေးတယ်မိမွေးတော့မျက်နာကမဲ့ဟဲရွဲ့ဟဲလက်ဟန်နေချီဟန်နေအပန်းနေပဲနဲ့တော့မမဟုတ်လားမသလားဥစဉ်ကတနာတာဥစဉ်ကဘာဖြစ်တာတော့ပြီးခဲ့တဲ့အတိတ်တွေကကြာခဲ့ပြီနှစ်တွေနည်းနည်းလားအများကြီးလားသို့တော်သူ့တန်တမှာသက္ကာယဒိဋ္ဌိမပြုတ်တော့ခုထက်ဒီဖွဲမီလောင်တယ်လို့ပဲနဲ့တော့တနာစရာမကောင်းဘူးလားဒါကြောင့်တကားတော့ဒီတရားကိုဟောတယ်လို့မှတ်ပါသဘောပေါက်ရဲ့လားပြီးခဲ့တဲ့ကိစ္စတွေတကနှစ်တွေပဲကြာလာခဲ့ပြီကိုယ်ရင်နဲ့မငြိမ်းချမ်းနိုင်သေးဘူးပြန်ပြောလိုက်တိုင်းပြန်ပြောလိုက်တိုင်းအခုဖြစ်နေသလိုမျိုးကြီးကိုပဲပြောတယ်တစ်ဖက်သားကိုပြောနေပေမဲ့ကိုယ်မျက်လုံးထဲမှာသူတို့ကိုမြင်အောင်သလိုကြားအောင်သလိုဖြစ်ပြီးစိတ်နဲ့မန်နဲ့လက်ဟန်နဲ့ချီဟန်နဲ့မပြောဘူးလားအဲ့ပြောစေခဏမှာမေတ္တာစိတ်နဲ့ပြောတာလားဒေါသနဲ့ပြောတာလားကုသိုလ်လားအကုသိုလ်လားဒါဖြင့်ငါဆွဲမဖြုတ်တဲ့ပုဂ္ဂိုလ်များအကုသိုလ်ဟာနည်းနည်းလားပွားလာတာလားပွားတာနေပြန်ဒိုးနဲ့ကိုပွားတာပဲအဲ့လိုပြောမှပဲသိမှာပဲရိုးရိုးတို့မဟုတ်ပါတဲ့တော့နေပြန်ဒိုးနဲ့ကိုပွားလာတာပဲအဲ့တော့တကားအဲ့ရင်ထဲမှာအကုသိုလ်တွေဖြည့်ပြီးရင်ထဲမှာငြိမ်းချမ်းမှုမရတဲ့ပုဂ္ဂိုလ်များအတွက်သက္ကာယဒိဋ္ဌိဖြုတ်ဖို့လိုတယ်လို့ဒါလေးပြောနေတာပါနော်အဲ့ဒါဘုရားရှင်ကိုယ်တော်မြတ်ကခုနဒေသနာလေးပြောတာအဲ့ဒီပုဂ္ဂိုလ်ဟာငါ့ကိုလေဆဲခဲ့တယ်အဲ့ဒီပုဂ္ဂိုလ်ကငါ့ကိုလေအနိုင်ယူခဲ့တယ်အဲ့ဒီလိုမင်းတွေးနေတဲ့ရွေးကာလပတ်လုံးဘယ်တော့မှမင်းရန်ငိမ့်စရာအကြောင်းရှိဘူးပဲငိမ့်လိမ့်မလို့ဒေါသကြီးနဲ့ထပ်ပြောဆိုတော့ဒါကတော့ပြဿနာကအသစ်မဖြစ်ဘူးလားအကြီးကျယ်မငိမ့်စပွဲတွေဖြစ်တော့သူ့ကိုကညို့ကိုသူကညို့ကိုသူကလက်စားချီကိုကလည်းသူ့ကြောက်တွန်းအဲ့လိုနဲ့ပဲတကားမဟုတ်ယံစဟာတဖြည်းဖြည်းပွားလာတဲ့သဘောမရှိဘူးလားရှိပါဘူးဒါဖြင့်ယံစပွားတာရဲ့လက်သက်တရားခံတခြားလားသက္ကာယဒိဋ္ဌိလားဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဥကောင်းမီးလောင်နေရင်မီးနောက်မှငြိမ်းမှသက္ကာယဒိဋ္ဌိအရင်ဖြုတ်ပါရင်ဝမှာလှန်စုနေရင်လှန်နောက်မှနှုတ်ပါသက္ကာယဒိဋ္ဌိအရင်ဖြုတ်ပါဆိုပြီးသက္ကာယဒိဋ္ဌိကိုအရေးတကြီးဖြုတ်ဖို့လိုတယ်လို့ကျိန်ဖန်များစွာမဟောဘူးလားဟောပါဗျာဒါပြန်အလုံးသောတကားတော်သက္ကာယဒိဋ္ဌိအရင်ဖြုတ်ဖို့မလိုဘူးလားဟောပါဗျာသက္ကာယဒိဋ္ဌိဖြုတ်ခြင်းတော့သက္ကာယဒိဋ္ဌိဘယ်မှာကတ်တလဲသိဖို့မလိုဘူးလားဟောပါဗျာခန္ဓာမှာကတ်တယ်ဘယ်မှာကတ်လဲခန္ဓာမှာကတ်ပါဗျာဒါပြန်သက္ကာယဒိဋ္ဌိဖြုတ်ခြင်းတဲ့ပုဂ္ဂိုလ်ဟာခန္ဓာဖြစ်စဉ်သိဖို့မလိုဘူးလားဟောပါဗျာဘာဖြစ်စဉ်သိရမလဲခန္ဓာဖြစ်စဉ်သိမှသက္ကာယဒိဋ္ဌိပြုတ်မှာနော်ဒါဖြင့်ငါရကတော့ခန္ဓာဖြစ်စဉ်ကိုဖော်ပြတဲ့တရားဟာတခြားလားပရိစ္ဆသမုပ္ပါလားပရိစ္ဆသမုပ္ပါပါဗျာ
ဒါပြင်အားလုံးသောတရားတော်ပရိစ္ဆာသမုပ္ပါကလေးသိဖို့မလိုဘူးလားအဲပရိစ္ဆာသမုပ္ပါကလေးနည်းနည်းကြည့်ဖို့လိုတယ်နော်ဆိုတော့ပရိစ္ဆာသမုပ္ပါဆိုတာဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ဟောထားတဲ့ဒေသနာကိုကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားရဲ့နောင်လာနောင်သားများဉာဏ်နဲ့ကွက်ကွက်ကွင်းကွင်းမြင်အောင်လို့ဒီစဝိုင်းတန်တန်တီထွင်ရေးသားထားတာဖြစ်ပါတယ်ဆရာတော်ဘုရားကြီးပရိစ္ဆာသမုပ္ပါကိုရေးသားတော့တက္ကရာမအဲ့နားလေးမှာမိုင်းကင်ဆရာတော်ကြီးရဲ့ရှေ့မူပရိစ္ဆာသမုပ္ပါစဝိုင်းစာအုပ်လည်းရှိတယ်ရှိတော့ဟိုမိုင်းကင်ဆရာတော်ကြီးじゃဟိုအလဲမှာဒီအလဲမှာအဆက်၃ပါးလို့ရေးတာသူ့ရဲ့မူကမတူဘူးမိုင်းကင်ဆရာတော်ကြီးကတော့ဟောဒီပရိစ္ဆာသမုပ္ပါအကွက်၄နေရာမှာပစ္စုပ္ပန်အကျိုးတရားရေးထားတာဟောဒီပဲအကွက်၁နေရာပစ္စုပ္ပန်အကြောင်းလို့ရေးတာဒီနေရာမှာအနာကအကျိုးလို့ရေးပြီးဒါကိုအတိတ်အကြောင်းလို့နေရာထားတာကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားအဲ့ဒါလို့မဟုတ်ဘူးနာယီလက်တန်လေးတွေရဲ့ပုံသဏ္ဍာန်တိုင်းပဲလူတွေကမြင်နေကြတွေ့နေကြနာယီလက်တန်တိုင်းပဲဆိုရင်တော့အတိတ်အကြောင်းကိုဟောဒီအကွက်တစ်ထဲမှာရေးတယ်ဟောဒီဘက်ကဒီပုံစံတိုင်းလဲပြီးအကွက်၄ထဲမှာတော့အနာကအကျိုးတရားတွေကိုရေးတယ်ဆိုပြီးနေရာကလေးပြင်တယ်နေရာလေးပဲနဲ့တော့ပြင်တော့မျက်စိထဲမှာပို့ပြီးသဘောပေါက်လာတယ်နော်အဲ့တော့ဦးစင်းရဲ့လက်ဝဲဘက်မှာရှိတဲ့ဗိတ်ကားကြီးထဲမှာဘာစားမှမရေးပဲနဲ့အပြာကြီးနဲ့အဝိုင်းကြီးဝိုင်းလိုက်တယ်ဆရာတော်ကြီးကဘာကြီးနဲ့ဝိုင်းလဲပြာကြီးနဲ့ဝိုင်းတယ်ဘာဖြစ်လို့ပြာကြီးနဲ့ဝိုင်းတာလဲလို့မေးတော့ဘဝဆိုတာအဲ့ဒီစဝိုင်းကြီးလိုပဲတဲ့ထပ်ပြန်တလဲလေတဝဲလဲလေဖြစ်တယ်တဲ့ဘယ်လိုတဝဲလဲဖြစ်တယ်လဲလို့မေးတော့နွားဖြစ်ပြန်တော့လေအသွင်ကခြေလေးချောင်းဖြစ်ပေမဲ့မွေးတာရဲ့အိုတာရဲ့သေတာရဲ့ဒီ၃မျိုးပဲလဲတာပဲတဲ့နွားသေးပြီးကြက်ဖြစ်ပြန်တော့ခြေလောက်နှစ်ချောင်းအသွင်ကသာပြောင်းတာမွေးတာရဲ့အိုတာရဲ့သေတာရဲ့ပဲတဲ့ကြက်ကနေလူဖြစ်လာတော့လည်းပဲမတ်နဲ့အရက်ရှည်နဲ့ကြက်တဲ့ဆိုင်ခန္ဓာကိုယ်ကြီးပေမဲ့သူလဲပါတယ်တော့မွေးတာရဲ့အိုတာရဲ့သေတာပဲဒါပြင်အသွင်တန်တန်နေဘလို့ပြောင်းမွေးအိုသေးမွေးအိုသေးဒီ၃မျိုးပဲနဲ့တော့လဲနေတာအဲ့လိုလဲနေတဲ့အတွက်တန်တရားကိုလက္ခဏာနဲ့ပြခြင်းတဲ့အခါလဲနေတဲ့အတွက်အဝိုင်းကြီးအနေနဲ့ပြရတာအဲ့ဒါဆရာတော်ဘုရားကြီးကလေကောင်းကနေကြက်ချီလေးခတ်လိုက်တယ်ဘာဖြစ်လို့ကြက်ချီခတ်တယ်လဲလို့မေးတော့အဲ့ဒီတန်တရားတခွင်ကျင်လေစဉ်ကဘယ်သူပဲဖြစ်ဖြစ်ငယ်ရွယ်နှုပြိုစဉ်တော့ပျော်ပျော်ပါးပါးနဲ့နေပေမဲ့အသက်ရွယ်ကြီးလာတော့သေပေါက်သေဝရောက်လာတော့သေရမှာကြောက်တာနဲ့အသေးလွတ်အောင်နီးမျိုးစုံနဲ့ကြိုးစားတယ်နွားတကောင်များနတ်သက်ကုန်းခေါ်သွားရင်အသေးလွတ်မလားလို့နဖားကျိုးပြတ်အောင်ယုံတယ်ဝက်တကောင်များတတ်မလို့ခေါ်လာပြီဆိုအသေးလွတ်မလားလို့တခါတည်းငဲသံပါအောင်ပဲနော်အော်တယ်လူများယောဂဗျာဖီစီလာရင်ဘေဒင်နေကိန်းကန်းနေမေးပြီးရရလေးပဲနဲ့တော့ခြေတဲ့အသေးလွတ်မလားလို့တချို့များကြတော့လည်းပဲအသေးလွတ်မလားလို့ဓာတ်လုံးလေးရေစိမ်ပြီးပဲနဲ့တော့သောတချို့ကြအင်းလေးရေးပြီးပြာချပြီးမျိုးနီးမျိုးစုံနဲ့မလုပ်ဘူးလားလုပ်သလားလုပ်ပင်လုံညာတော့လေဒီနေ့အထိခန္ဓာရပြီးအသေးလွတ်ရဲ့လားဒါမြင်အတိတ်ကအသေးလွတ်ရေးနီလန်းပေါင်းမျိုးစုံဒီမှန်တာလားမှားတာလားမှားရင်ကြက်ချေပဲနဲ့တော့ခတ်ချလိုက်အကွက်ဘယ်နှကွက်တော့ဟောဒီဘက်ကပရိစ္ဆာသမုပ္ပါအကွက်တစ်ထဲမှာလွန်လေပြီးတော့အတိတ်ကာလကလုတ်ခဲ့တဲ့တရားတွေရေးတယ်အဝိဇ္ဇာနဲ့သင်္ခါရတွေဒီဘက်ကဟာလေးဖြောက်ထားနော်ညံထဲမှာခုမှစပြီးတက္ကလာနာတဲ့ပုဂ္ဂိုလ်များကြတော့စလုံးတွေရှုပ်နေတော့မျက်လုံးနဲ့ရှုပ်မဆိုဒါလေးဖြောက်ထားလိုက်အတိတ်တုန်းကလုတ်ခဲ့တဲ့အလုပ်တွေကိုအကွက်တစ်ထဲမှာရေးတယ်ဘာနဲ့ပါတော့အဝိဇ္ဇာနဲ့သင်္ခါရရှင်များတပည့်တော်အတိတ်တုန်းကဖြစ်ခဲ့တာတွေသိကျင်တာစัจ java မင်းဖြစ်ခဲ့သလားတရားမင်းကြီးဖြစ်ခဲ့လားအဲ့ဒါသိကျင်တာဟာသိကျင်ပေမဲ့အဲ့ဒါသိလို့ဘာအကျိုးမှဘယ်နဲ့တော့မရှိဘူးအတိတ်ကစัจ java ကြီးမင်းကြီးဖြစ်လည်းပဲအခုအလုတ်ဆင်းမှာပိုက်ဆံဘယ်နဲ့တော့ရမှာအလုတ်မဆင်းရင်ပိုက်ဆံဘယ်နဲ့တော့ဒါပြင်အတိတ်ကတရားမင်းဖြစ်ခဲ့ဘာမှကိုယ်နဲ့မဆိုင်ဘူးရှင်းညရလားဒါကြောင့်အတိတ်ကဖြစ်ခဲ့တာတော့မရေးဘူးလုတ်ခဲ့တာပဲရေးတယ်ဘာနဲ့ပါတော့အဝိဇ္ဇာနဲ့သင်္ခါရလုတ်ခဲ့တာပဲမရေးဘူးလားဘာဖြစ်လို့ရှင်များအတိတ်ကလုတ်ခဲ့တာရေးရတာလဲလို့မေးတော့အေးလေအဲ့ဒီအဝိဇ္ဇာသင်္ခါရလုတ်လို့ခုလောလောဆယ်ခန္ဓာတွေပဲနဲ့တော့ခန္ဓာရတော့အသေးလွတ်ရလားအဲဒါဖြင့်နောက်ထပ်အသေးလွတ်ချင်ရင်အတိတ်ကအမှားမျိုးထပ်မှားရမှာလားရှောင်ရဘာမှားတယ်လဲမှမသိရင်ရှောင်လို့မရအဲ့ဒါကြောင့်အတိတ်ကဟောဒီအမှားတွေမှားခဲ့တယ်ဟောဒီအလုပ်တွေမလုပ်နဲ့လို့ရှောင်နိုင်အောင်လို့
ပရိစ္ဆာသမုပ္ပါအကွက်တစ်ထဲမှာလွန်လေပြီးသောအတိတ်ကာလကတရားတွေမရေးဘူးလားဘာနဲ့ဘာတော့အဝိဇ္ဇာနဲ့သင်္ခါရဟောဒီဘက်ကပရိစ္ဆာသမုပ္ပါအကွက်နှစ်ထဲမှာလောလောဆယ်အခုတရားနာနေတော့ရနေတဲ့တရားတွေရေးထားတယ်ဘာတွေလဲလို့မေးတော့ဝိညာဉ်နာယုတ်သာလယေနဘာသဝေဒနာခုတရားနာနေတဲ့ခန္ဓာ၅ပါးကိုခုလောလောဆယ်ရေးထားတယ်မင်းလောလောဆယ်ကွာခုတရားနာနေတာငါတွေသူတွေထင်ခုနတို့အညိုးအတေးတွေပဲနဲ့တော့ဖြစ်ကုန်မှာမဖြစ်ဘူးလားဖြစ်မှာလားအညိုးတေးတွေဖြစ်နေရင်ဖြင့်အပြောမှအဆိုမှတော့ယံကငိမ့်မှာလားယံပွားမှာလားအဲ့တော့ယံပွားမှာဆိုတဲ့အတွက်အခုတရောလောလောဆယ်တရားနာနေတာငါတွေသူတွေမဟုတ်ဘူးလို့သိအောင်လို့ဟောဒီမှာလောလောဆယ်ဖြစ်နေတာဝိညာဉ်နာယုတ်သလာယနာဘာသာဝေဒနာတရား၅မျိုးပါလို့တက္ကရာဒိဋ္ဌိကိုဖြုတ်လို့တဲ့အတွက်အကွက်နှစ်ထဲမှာလောလောဆယ်ရနေတဲ့တရားတွေမရေးဘူးလားရေးပါဘူးဘာတွေပါလဲဝိညာဉ်နာယုတ်သလာယနာဘာသာဝေဒနာလောလောဆယ်တော့တရားတော်အနေထိုင်လေးပဲဘယ်နေရာမှာဘာစာလေးရေးတယ်ဆိုတာပဲနည်းနည်းလေးနားလည်အောင်လောလောဆယ်ကြည်ပေးပါပရိစ္ဆာသမုပ္ပါအကွက်၃ထဲမှာကြတော့ဝိပဿနာအလုပ်ကိုမလုပ်တော့ဘူးဆိုရင်တရားတော်က30ပုံသားတွေအားလုံးထပြန်ပြီးလုပ်နေတဲ့အလုပ်တွေရေးတယ်လူပုံနဲ့မဟုတ်ဘူးနော်ဝိပဿနာမရှုမိဘူးဆိုရင်30ပုံသားတွေအားလုံးသက်ရှိတတ္တဝါတွေအားလုံးထပြီးလုပ်တဲ့အလုပ်၃လုပ်မရေးဘူးလားဘာတွေပါလိမ့်တဏှာဥပါဒံကာမဘဝဒါလောလောဆယ်လုပ်နေတဲ့အလုပ်လို့ပဲမှတ်လိုက်တော့ဒါကအတိတ်ကလုပ်ခဲ့တာဒါကလောလောဆယ်ရနေတာဒါဝိပဿနာမရှိရင်လောလောဆယ်လုပ်မိတာဗါတဲ့တော့လုပ်မိတာလုပ်မိတဲ့ဆိုကြတဲ့အမှားလားအမှန်လားအမှားလုပ်ရင်အမှားအတိုင်းပဲဒုက္ခမရောက်ဘူးလားကာမဘဝပစ္စယဒါပရိစ္ဆာသမုပ္ပါအကွက်လေးထဲမှာနောင်ရမယ်တရားတွေရေးထားတယ်ဇာတိဇယာမရဏခုရမှာလားနောင်ရမှာနောင်တကတော့ပရိစ္ဆာသမုပ္ပါလေလို့ကဝိပဿနာမရှုလို့ကတော့ဘယ်သူမှဆိုဇာတိဇယာမရဏရမှာပဲတဲ့ရှင်များရဲ့နောက်ဘဝကြဘာလုပ်တယ်လဲဆိုတာပြောပါအောင်ဆိုတော့ဟာနောက်ဘဝကြတော့တရားကျင့်ကြံလဲပဲနဲ့တော့ကျင့်မှာပေါ့မိုက်ချင်လဲမိုက်မှာပေါ့ကံသေးကံမပြောလို့မရတဲ့အတွက်သေချာတဲ့တရားတွေရေးလိုက်တယ်ဗါတဲ့တော့ဇာတိဇယာမရဏဒါဖြင့်ပရိစ္ဆာသမုပ္ပါအကွက်၄မျိုးထဲမှာသူ့နေရာနဲ့သူရေးတယ်လို့မှတ်ပါပရိစ္ဆာသမုပ္ပါအကွက်၁ကလုတ်ခဲ့တဲ့တရားတွေပရိစ္ဆာသမုပ္ပါအကွက်2ကရနေတဲ့တရားတွေနေဆိုတဲ့နေရာနည်းနည်းလေးအတန်ဆွဲသွားလိုက်တယ်ပြစ္ဆုတ်ပံတဲ့တယ်လို့ပေါ်လွင်အောင်လို့ဟောဒီပရိစ္ဆာသမုပ္ပါအကွက်3ကလုံမိတဲ့တရားတွေအကွက်4တဲ့ကနောင်ရမဲ့တရားတွေဘယ်နှကွက်ပါလိမ့်၄ကွက်ဒါဖြင့်လွန်လေပြီးတော့အတိတ်ကာလလုတ်ခဲ့တဲ့တရားဆိုတာလဲဥစဉ်ပြောရင်အာနာလို့ပဲယုံရမှာပဲပုပ္ပေနိဝါဒနုတ္တိအဘိညာဉ်တွေရရလားမရဘူးဆိုအတိတ်ကဘာလုတ်ခဲ့လဲပြောရင်ဘုန်းကြီးပြောလို့သာနောက်ကမှန်မှလုတ်နေရမှာကိုညာနဲ့လက်လန်းကမမီဘူးလာမဲ့နာကဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတာကလည်းပဲကိုယ်တန်တန်ဒိဗ္ဗစကုဘိညာဉ်ကလည်းမရှိအနာဂရညာကလည်းမရှိတော့ဘုန်းကြီးပြောလို့သာယုံရမှာသူကောင်းညာလက်လန်းမိသလားဒါဖြင့်အတိတ်နဲ့အနာဂတ်ကညာလက်လန်းမမီဘူးဒါဖြင့်ညာလက်လန်းမိတဲ့နေရာကစလေ့လာဖို့မလိုဘူးလားဒါရင်ပရိစ္ဆာသမုပ္ပါကိုလေ့လာရင်ညာလက်လန်းမိတဲ့နေရာကလေ့လာခုပြောခဲ့တဲ့စကားလေးကိုပြန်ပြီးနောက်ပြန်စဉ်းစားမယ်လောကမှာအညိုတိအာဃာတတွေမပြေပြောက်နိုင်တာဘာဆွဲမပြုတ်လို့တက္ကာယဒိဋ္ဌိမပြုတ်လို့ဗမာလိုပြောတော့ငါဆွဲမပြုတ်လို့ဒီတက္ကာယဒိဋ္ဌိကတခြားမှာကတ်တာလားခန္ဓာမှာကတ်တာဒါတက္ကာယဒိဋ္ဌိပြုတ်ချင်ခန္ဓာဖြစ်စဉ်သိဖို့တော့လိုတယ်ခန္ဓာဖြစ်စဉ်ကိုဖော်ပြတာတခြားလားပရိစ္ဆာသမုပ္ပါလားဒါကြောင့်ပရိစ္ဆာသမုပ္ပါတရားကိုလေ့လာဖို့မလိုဘူးလားအဲ့ဒါခုနပြောရင်ဟောရင်နဲ့နားတဲ့ထွေးမှာဆိုလို့ပြန်ပြောနေတာနော်အဲ့ပရိစ္ဆာသမုပ္ပါကိုလေ့လာတဲ့အခါကျတော့အတိတ်တုန်းကတွေအနာဂတ်တွေကကိုယ်ညာနဲ့လက်လှမ်းကမမီဘူးဒါပေမဲ့ညာနဲ့လက်လှမ်းမိတဲ့ပစ္စုပန်တဲ့တဲ့ကလေ့လာရင်ပိုပြီးတရားတော်ယုတ်တိမတန်ဘူးလားဒါပေမဲ့ပရိစ္ဆာသမုပ္ပါပစ္စုပန်တဲ့တဲ့ကကြည်ကြစို့အခုတရားဓမ္မတို့တဲ့ဒူးလေးများနဲ့နဲ့မနာဘူးလားလို့မင်းဘယ်နဲ့ပြောနာပါတယ်ဗျာတဏှာကြီးပဲရှိပေါ့ဒူးနာတယ်မနာဘူးလားနာလားနာတာတခြားလားဝေဒနာလား
တချို့ကလည်းပြောတယ်ဒူးမနာဘူးဖေဘိုက်စားတယ်အဲတို့လည်းလာချင်းလာအောင်မှာကိုသိတယ်လေအလုတ်ကနေတန့်လာတော့ဘိုက်ကလည်းပဲစားချင်းစားမှာပေါ့ဘိုက်စားတော့ဘိုက်တဲ့ပူလောင်နဲ့ခံစားတာတခြားလားဝေဒနာလားဒါမျိုးလောလောဆယ်ဝေဒနာဖြစ်တယ်ဆိုတာမှန်ဘူးလားအေးတခါမို့ဒီဝေဒနာဘာကြောင့်ဖြစ်တော့နောက်ပြန်စဉ်းစားတော့ဒူးနာတဲ့ပုဂ္ဂိုလ်ကလည်းဒူးဆိုတဲ့ခန္ဓာကိုယ်အကြည့်နဲ့အောက်ကကော်စောဆိုတဲ့ပထဝီဓာတ်နဲ့ထိလို့လားမထိလို့လားထိတာပါတော့ဖာသာဒါဖြင့်နာနေပုံထောက်ရင်ဖာသာမရှိဘူးလားရှိသလားဟောဒါဖြင့်ရှိပြီးတော့တပည့်တော်ကစားတဲ့ပုဂ္ဂိုလ်ကြဘယ်နဲ့လုံမလို့မြဘိုက်စားတဲ့ပုဂ္ဂိုလ်ဘိုက်စားတဲ့ပုဂ္ဂိုလ်ကလည်းဝန်းဘိုက်တဲကပါစကမီလို့ခေါ်တဲ့အစာချေရီနဲ့ဟိုအစာအိမ်နိုင်ရန်ဆိုတဲ့ကာယပတ္တာဒနဲ့မထိဘူးလားထိတာဘယ်သူတော့ဖာသာဒါဖြင့်ဝေဒနာဖြစ်တာဘသူကြောင့်ဖာသာကြောင့်ဖာသာကအကြောင်းဝေဒနာကအကျိုးကဲငါဟုတ်ရဲ့လားဘာနဲ့ပါတော့ကြောင်းနဲ့ကျိုးပါဘာနဲ့ပါတော့နေအောင်ဒီဖာသာကလည်းပဲဟိုဘက်ကကော်စောကထိကျင်တိုင်းထိလို့ရတာမဟုတ်ဘူးကိုယ်တန်တန်ကာယပတ္တာရဆိုတဲ့ဒီဘက်ကအာယရဏလေးမရှိဘူးလားရှိပါဗျာအာယရဏလေးရှိလို့အောက်ကကော်စောနဲ့လာထိတာအစာချေကြီးဆိုတဲ့ပါစကာမိတေဇောတက်ကလည်းလောင်ကျင်တိုင်းလောင်လို့မရဘူးဟောခန္ဓာကိုယ်မှာရှိတဲ့ဥဆိုတဲ့အစာအိမ်ဆိုတဲ့ကာယပတ္တာရအာယရဏလေးနဲ့မထိဘူးလားထိသလားဒါဖြင့်ကာယပတ္တာရခုနပြောတယ်ခေါ်နေတဲ့ဟာတွေကမျက်စိနာနာလျှာကိုယ်စိတ်ကတခြားလားအာယရဏပါဒါရှိလို့ဘယ်နဲ့ကနေပထဝီတွေတေဇောတွေနဲ့မထိဘူးလားထိတာဘယ်သူတော့ဖာသာအထိများတော့မခံစားဘူးလားခံစားတာဘယ်သူတော့ဝေဒနာဘယ်သူကြောင့်ဖြစ်ဖာသာကြောင့်ဖြစ်တယ်ဖာသာကအကြောင်းဝေဒနာကအကျိုးဖာသာဘယ်သူကြောင့်ဖြစ်သလာယနာအကြောင်းဖာသာကအကျိုးဒေချာညာနာနဲ့စဉ်းစားနော်ဒူးရလို့မရှိရင်ကော်စောကထိလို့ရမလားဒူးဆိုတာအဲ့ဒါအာယရဏပဲအခေါ်ကဒူးလို့ခေါ်နေရတာတကားမလို့တခြားလားအာယရဏအာယရဏပဲသဘောပေါက်ကြရဲ့လားဆိုတော့အခေါ်ကတော့တကားမအစာအိမ်မဲ့ဥပဲလို့ခေါ်ပြောရလိမ့်မယ်တခြားလားအာယရဏလားအဲ့ဒီအာယရဏရှိတဲ့အတွက်အဘိနာကပထဝီတေဇောအာဘောဝါယောတွေနဲ့ထိတာကဖာသာခံစားတာကဝေဒနာဒါပြန်ကိုယ်တဏ္ဍသလာယနာလည်းရှိတယ်ဖာသာလည်းရှိတယ်ဝေဒနာလည်းပဲနဲ့တော့ရှိတယ်ဟိုသလာယနာကမျက်စိနာလျှာကိုယ်စိတ်တပည့်တော့ဘိုင်လည်းမစားဘူးဖေဟာဒူးလည်းမနာဘူးဖေဟာတချို့ကလည်းဒီလိုစောရကတက်ကျင်တက်အောင်မှာဘိုင်လည်းပဲနဲ့တော့မစားဒူးကလည်းမနာသို့ပေမဲ့တခါတော့တန်တာမှာနာလေးမရှိဘူးလားရှိပါဘူးအဲ့ဒါအာယရဏဦးစင်းအတန်နဲ့တိုက်တာကဖာသာပြင်း66ကြီးပါကွာဆိုတာကဝေဒနာအောင်မယ်ပြင်းတဲ့အတွက်လည်းရှိရင်ရှိအောင်မှာကိုသဘောပေါက်ရဲ့လားအတန်ကျဲလိုက်ဒိုးလိုက်ကျဲလိုက်ဒိုးလိုက်ဆိုဘုန်းကြီးကအတန်ကိုဩရမလားဒိုးရမလားသမာဓိကပြက်ထွက်သွားတာကိုသမာဓိကပြက်သွားတော့ဒါသမာဓိအတင်းခံပြီးအရင်ခံပြီးဟောနေအောင်သမာဓိပြက်သွားမှတော့တရားကဘလို့မှအသက်ကဝင်စရာကြောင်းမရှိတော့ဘူးသဘောပေါက်ရဲ့လားအဲ့တော့တကတော့နားလေးရှိတာကအာယရဏဘုန်းကြီးအတန်နဲ့ထိတာကဖာသာပြင်း66ကြီးပါလို့ခံစားတာကဝေဒနာဒါဖြင့်တကတော့တရားနာတဲ့ပုဂ္ဂိုလ်ဘိုက်စားတဲ့ပုဂ္ဂိုလ်ဘိုက်မစားတဲ့ပုဂ္ဂိုလ်သလာယနာဖာသာဝေဒနာဆိုတာမသိကြဘူးလားသိပါပါဘုရားဟိုဘက်ကသလာယနာက6ခုတောင်ရှိတယ်ဘယ်နှခုတောင်ရှိမျက်စိနာလျှာကိုယ်စိတ်ဆိုတာမျိုးကကင်လို့တွေ့လို့မရတော့ကြောင့်နန္ဓမာတွေထည့်လိုက်ဟိုဘက်ကမျက်စိနာလျှာကိုယ်စိတ်ကမြင်သာထင်သာသောကြောင့်ရုပ်တရားတွေထည့်လိုက်ဒါဖြင့်အာယရဏ6ခုဆိုပေမဲ့သရုပ်ခွဲလိုက်တော့ယုံနဲ့နာဘာနဲ့ပါတော့ဒါဖြင့်တကားတော့တဏ္ဍာမှာယုံနဲ့နာကောမရှိဘူးလားရှိပါဘူးဘာနဲ့ပါရှိတယ်ယုံနဲ့နာရှိတယ်ယုံနဲ့နာရှိရုံနဲ့မကောင်းအဲ့ဒီယုံနာအကြောင်းခံပြီးတကလားကြားစိတ်ကလေးတွေနာစိတ်ကလေးတွေမြင်စိတ်ကလေးတွေရောမရှိဘူးလားရှိပါဘူးစိတ်မှန်သမျှဘာတော့ဝိညာဉ်ဒါဖြင့်အခုတရားနာတဲ့ပရိသတ်ကပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမခေါ်လို့သာခေါ်တာတကယ်ကခန္ဓာဘယ်နှပါဘာတွေပါလဲဝိညာဉ်နာယုတ်သလာယနာဖာတဝေဒနာအဲ့ဒီခန္ဓာ၅ပါးကြီးကိုတရားမနာတဲ့ပုဂ္ဂိုလ်ကြောင့်ခန္ဓာ၅ပါးလို့သိသေးရဲ့လားမသိတော့ငါလို့ပဲနဲ့ထင်မထင်ဘူးလားထင်သလားငါလို့ထင်တော့ငါကောင်းစားခြင်းနဲ့ဆိုတာဘယ်သူတော့တဏှာငါအယုသေးခံခြင်းနဲ့ဆိုတာဘယ်သူတော့တဏှာဟောဒါကတော့ငါလို့ထင်လိုက်တာနဲ့နောက်ကတဏှာလာပြီမ
မလာဘူးလားလာသလားတဏှာရဲ့ဟိုဘက်ကဘယ်လိုတဲ့တော့ဥပါဒံဆွဲလန်းတာမှန်သမျှဥပါဒံငါလို့ထင်လိုက်တဲ့အခါကျတော့ငါလူများတွေကယူသေးခြင်းနဲ့အယူသေးကိုဖြင့်တစ်နေ့နဲ့လည်းမရနှစ်နေ့နဲ့လည်းမတင်တိန်သုံးနေ့နဲ့လည်းပဲအယူသေးခံရပြန်တော့မတင်တိန်နိုင်အောင်ဆွဲလန်းတာဘယ်သူတော့ဥပါဒံဥပါဒံရဲ့အစွဲကြောင့်ဒီဘက်ကအယုသေးခံရအောင်ဟန်နဲ့ပန်နဲ့မာယာတာထိယလိန်ညာကောက်ကျစ်တာဘယ်သူတော့ကာမဘဝဒါဖြင့်ရနေတာခန္ဓာဘယ်နှပါး၅ပါးပြန်ပြီးလုံမိတာဘယ်နှပါး၃ပါးခုနဒိဋ္ဌလို့ပြောပေမဲ့သူ့တန်တန်တရားရကမတို့မြင်သာထင်သာတဲ့ခန္ဓာကြီးကတရားရကမတို့မရှိဘူးလားရှိပါဗျာပြောလိုက်တဲ့အတန်လေးကြားပုံထောက်ရင်သူ့မှာဘာပါလို့ဝိညာဉ်ပါလို့ခိုင်းနေပုံထောက်ရင်သူ့တန်တန်ငုတ်တုံမဲ့တဲ့ဘာရှိလို့နာယုတ်ရှိလို့သူများတွေတော့ယဟန်တွေလာနေတာမြင်နေပုံထောက်ရင်သူ့တန်တန်မျက်စိနာတွေရောမပါဘူးလားပါပါဗျာအေးငါဒီနေရာမှာထိုင်နေရင်တော့သူတို့တွေငါလာပြီးကြော့ကြမှာပဲလို့တွေးလုံးလေးနဲ့ဟာရယဝတ္ထုနဲ့ထိတာကဟာလားအဲ့လိုလေးများလာကြတော့ယင်တဲ့ဝန်တာအာရခံစားတာကဝေဒနာတိတ်တာလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးပါအဲ့လိုအယုသေးခံတော့နောက်ထပ်တကြော့ပြန်လိုချင်တာကတဏှာအဲ့လိုလေးအယုသေးခံနေတာနဲ့နောက်တနေ့အဲ့ဒီနေရာသွားနေတာကအယုသေးခံရတဲ့ဘဝဆွဲလန်းလို့လားမဆွဲလန်းလို့လားဆွဲလန်းတာကလာပြီးကြတော့တဲ့အခါကာရကမကိုမထေကြီးတို့ထင်အောင်မျက်နာအမူအရာကိုအမူအရာတွေဟန်နေပန်နေနဲ့တခါတည်းပဲမာယာတာထိယလုံနေရတာကကာမဘဝကဲဘယ်မတော့တရားရကမို့တိတ်တာများရှိရလားရှိပါဘူးရနေတာခန္ဓာဘယ်နှပါး၅ပါးလုံမိတာဘယ်နှပါး၃ပါးတိတ်တာမပါဘူးနော်ရှင်းကြရလားတိတ်တာလို့ထင်နေတော့သူ့ကိုယ်သူငါလို့ထင်လို့အညိုတေးကမကင်းတာအခုတော့တရားရကမလို့ခန္ဓာဘယ်နှပါး၅ပါးလုံတာဘယ်နှပါး၃ပါးပရိစ္ဆသမုပ္ပါပြတ်တာလားလဲတာလားလဲနေတယ်မလဲဘူးလားလဲသလားလဲတော့ကာမဘဝပစ္စယဇာတိဒါကသေကာမဒီလိုသွားမှာမသေးသေးတော့ကာမဘဝပစ္စယဘာတဲ့ဝိညာဉ်ဒီလိုပြန်လှည့်လိုက်ကာမဘဝပစ္စယဘာတဲ့တော့ဝိညာဉ်သူကမတော်မတရားလုပ်တဲ့ကာမဘဝတွေလုပ်တော့သူ့ချီးကျူးမှလားကဲ့ရဲ့မှလားကဲ့ရဲ့တဲ့အတန်လေးကြားလိုက်တော့ဒီမှာကြားစိတ်သောတာဝိညာဉ်မဖြစ်ဘူးလားဖြစ်ပါဘူးကိုယ်ကဲ့ရဲ့တယ်ဆိုတော့ခုနတို့ပြုံးနဲ့နေနိုင်သေးရဲ့လားမဲ့ရွယ်နံရုပ်မဖြစ်ဘူးလားဖြစ်ပါဘူးညာပြောမယ်နော်တကားတဲ့မာယာတာရိယနဲ့လှုပ်တော့ဒီမှာအမဲကန်တွေလှုပ်တော့ဟိုတောကယဟန်ကရှင်မြတ်ဘဏ္ဍဝါလဲလို့မေးတော့တဝါတော့မရသေးဘူးဆိုအိုးရှင်မြတ်ကိုပမာဏကိုမသိဘူးကိုနေရထိုင်ရမယ်နေရမသိပဲလာပြီးမိတ်ကြီးနဲ့ပနာယူနေတယ်စသည်ဖြင့်အပြောခံအဆိုခံကြတော့အပြောတဲ့ဆိုတဲ့အတန်ဒီနားနဲ့တိုက်တော့ဒီမှာသောတာဝိညာဉ်မဖြစ်ဘူးလားဖြစ်ပါဘူးသောတာဝိညာဉ်ဖြစ်တော့မဲ့ရွယ်နံရုပ်မလာဘူးလားမှန်ပါဘူးဒီနံရုပ်ဖြစ်လိုက်တဲ့ဒီဘက်ကသလယရဏမျက်ရည်နဲ့မျက်ခွဲမဖြစ်ဘူးလားဖြစ်ပါဘူးမျက်ရည်နဲ့မျက်ခွဲဖြစ်တော့တကားမတို့တွေးလိုက်တိုင်းဒီပုဂ္ဂိုလ်ငါ့ကိုစောကားမောကားပြောတော့တွေးတိုင်းတွေးလုံးနဲ့ဟာရယဝတ္ထုနဲ့မထီဘူးလားဖြစ်ပါဘူးဒီတိုင်းရင်ထဲကမကြေမနက်အညိုတေခံစားတာကဝေဒနာပရိစ္ဆသမောဘယ်နဲ့တော့လဲနေတာလဲမှာပေါ့ဒီခန္ဓာ၅ပါးဘာလို့ထင်လို့ငါလို့ထင်လို့ဒါပြင်အားလုံးသောတရားရကမောဒီခန္ဓာ၅ပါးငါလို့များထင်ရင်ပရိစ္ဆသမုပ္ပါလဲပြီးအညိုတေမပြောက်နိုင်ဘူးလို့မှတ်တော့ဒါပြင်တရားတော်အညိုတေများပြောက်ချင်ရင်ခန္ဓာ၅ပါးမှန်သိဖို့မလိုဘူးလားခန္ဓာ၅ပါးမှန်သိလိုက်တာနဲ့ငါလို့ထင်သေးလားငါလို့မထင်ရင်သူလို့ကောထင်သေးလားသူလို့မထင်ရင်သူညိုးเสียကောလိုသလားညိုးเสียမလိုဘူးဆိုရင်ဖြင့်တရားတော်ခုနဒေါသတွေအကုန်ငြိမ့်ပြီးရံမငြိမ့်နိုင်ဘူးလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒီပုဂ္ဂိုလ်ငါ့ကိုစော်ကားတယ်မော်ကားတယ်လို့များမင်းထင်းနေရင်သက္ကာယဒိဋ္ဌိမပြုတ်ရင်ယံဘရောမှာဘယ်နဲ့တော့မငြိမ့်ယံငြိမ့်ခြင်းရင်သက္ကာယဒိဋ္ဌိဘယ်နဲ့တော့ဖြုတ်ဆိုပြီးခုနတိတ်တယဟန်ကိုအကြောင်းပြုပြီးတာဝိတ္တိပိဇေတဝင်ကြောင်းဟောခဲ့ဘူးတယ်ဒါဟုတ်တရားမလို့ဒီမှာလည်းပဲအလားတူပဲတရားလေးအပြောမှအဆုံးမှအနေထိုင်မှလေးများရှိခဲ့ဘူးရင်သူလို့မထင်လိုက်ပါနဲ့ခန္ဓာဘယ်နှပါး၅ပါးအပြောခံအဆိုခံရတာများရှိနေရင်လဲငါလို့မထင်လိုက်ပါနဲ့ခန္ဓာဘယ်နှပါး၅ပါးခန္ဓာဘယ်နှပါးအဲ့ခန္ဓာ၅ပါးလို့တိနေရင်ကိုယ့်အတွက်လဲဝန်းနေเสียမလို့သူ့ကိုလည်းအညိုတေးထားเสียမလို့အညိုတေးလည်းမထားကိုလည်းဝန်းမနဲ့ရင်ဒီပုဂ္ဂိုလ်နေရထိုင်ရတာရံမငြိမ့်ဘူးလားအယံငြိမ့်ဖို့အတွက်လောလောဆယ်သက္ကာယဒိဋ္ဌိဖြုတ်ဖို့မလိုဘူးလားသက္ကာယဒိဋ္ဌိဖြုတ်ဖို့အတွက်ပြိဿသမုပ္ပါနားလည်ဖို့လိုတယ်လို့ဒီနေ့အကြမ်းမြင်မှတ်လိုက်
ရှင်းကြရလားကဲတတ်မှတ်ထားတဲ့ချိန်နာကြီးစေ့သွားပြီဒါကြောင့်မလို့ဒီတရားကိုအားလုံးပြန်ချုပ်ရရင်တော့လောကမှာသူတွေငါတွေထင်နေရင်အညိုးအတေးရန်ညိုးဖွဲ့เสียအကြောင်း၉ပါးဖြစ်တတ်တယ်အကြောင်းဘယ်နှပါးအဲအကြောင်း၉ပါးကိုမသိရင်လည်းနေလိုက်တော့ဒီခန္ဓာငါပဲဒီခန္ဓာသူပဲလို့ထင်ရင်ဒီရန်ညိုးကြေနိုင်เสียအကြောင်းရှိရန်ညိုးကြေခြင်းရင်သက္ကာယဒိဋ္ဌိဖြုတ်ဖို့မလိုဘူးလားသက္ကာယဒိဋ္ဌိကတခြားကတ္တာလားခန္ဓာကတ္တာလားဒါဖြင့်ခန္ဓာဖြစ်စဉ်သိဖို့ပဲနဲ့တော့လိုတယ်ခန္ဓာဖြစ်စဉ်ကိုဖော်ပြတဲ့တရားဟာဘာတရားပရိစ္ဆသမုပ္ပါတရားပရိစ္ဆသမုပ္ပါတရားမှာလည်းအကွက်1နဲ့4ကအတိတ်နဲ့အနာဂတ်ဆိုတော့ကိုယ်တန်တန်အဘိညာဉ်တွေတကိုးတွေမရှိတော့ဉာဏ်လက်လှမ်းမိရဲ့လားဉာဏ်လက်လှမ်းမမိတော့ဉာဏ်လက်လှမ်းမိတဲ့ပစ္စုပန်အကွက်2နဲ့3ကစမလေ့လာရဘူးလားအကွက်2ထဲမှာခန္ဓာဘယ်နှပါး5ပါးဖြူခြင်းဖြူမဲ့ညိုခြင်းညိုမဲ့ခြေလေးချောင်းဖြစ်ခြင်းဖြစ်မဲ့ခြေနှချောင်းဖြစ်ခြင်းဖြစ်မဲ့ခန္ဓာဘယ်နှပါး5ပါးပြန်ပြီးလှုပ်တာဘယ်နှပါး3ပါးကုံတယ်ဖြစ်ခြင်းဖြစ်မဲ့ပွဲစားဖြစ်ခြင်းဖြစ်မဲ့လှုပ်လိုက်တဲ့အလုပ်ဘယ်နှပါး3ပါးအဲ့တော့ငါနဲ့ဒီဘက်က5ပါးဒီဘက်က3ပါးဒီထဲမှာပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမပါသလားမပါတဲ့အတွက်ဝန်းနေเสียလဲမလို့မပါတဲ့အတွက်အညိုတေးထားเสียလဲမလို့ဒီလိုလေးသိပြီးဩတို့ပရိစ္ဆသမုပ္ပါဒီနေ့အကျမ်းပြင်းလေးသိတာအကျမ်းပြင်းသိလိုက်တာတောင်မှသူ့လို့မရှိရင်သူ့ညိုးเสียမလို့အပြောခံရတာငါမဟုတ်ဘူးလို့သိနေလဲဝန်းနေเสียမလို့ဘူးသက္ကာယဒိဋ္ဌိဖြုတ်ခြင်းအပြင်အညိုတေးလည်းပဲကိုယ့်ရင်နဲ့ရှင်းလိုက်မယ်ဝန်းနေပူဆွေးခြင်းလဲကင်းလိုက်မယ်လို့မှတ်ပြီးအညိုအတေးတွေကင်းကြရင်အပူဆွေးတွေကင်းကြရင်ငါဆွဲဖြုတ်ဖို့ဝိပဿနာအလုပ်လုပ်ဖို့လိုတယ်လို့မှတ်ယူကြစေကုန်သတည်းအလုံးသဘောပေါက်ကြရဲ့လားဒေါသတို့လောဘတို့ကကောင်းတဲ့တရားလားမကောင်းတဲ့တရားသို့တော့ तू မကောင်းတာကပေါ်ပေါ်တင်တင်မကောင်းတာမြင်သာထင်သာတယ်သူ့နောက်ကနေကြိုးဆွဲပြီးမီးထိုးပြီးမြောက်ထိုးပင့်ကောလုံနေတာကတက္ကာယဒိဋ္ဌိသူ့ကြတော့ခုနလိုပေါ်ပေါ်ထင်ထင်ဟုတ်ရဲ့လားလူကြီးလူကောင်းရောင်ဆောင်နေတာအဲ့တော့လူကြီးလူကောင်းရောင်ဆောင်ပြီးလူဆိုးလူမိုက်ကိုမြှောက်ပေးတဲ့ပုဂ္ဂိုလ်အားပေးတဲ့ပုဂ္ဂိုလ်အကာအကွယ်ပေးတဲ့ပုဂ္ဂိုလ်ကဟိုလူဆိုးလူမိုက်တဲ့ပို့ပြီးကြောက်เสียကောင်းတယ်။ဒါကြောင့်လောဘဒေါသတို့တဲ့တက္ကာယဒိဋ္ဌိကပိုကြောက်เสียကောင်းတယ်။တက္ကာယဒိဋ္ဌိမဖြုတ်တဲ့၍ကာလပတ်လုံးအညိုအတေးအာဂါဒကြည်เสียကြောင်းရှိအာဂါဒတွေမကြည်လို့သူ့ပြောလိုက်သူကလက်စားချီလိုက်ကိုကပြန်လက်စားချီလိုက်ဆိုတန်တရားတခွင်တန်တရားရှိသလောက်မုံမှန်တွေပွားပြီးရံမများဘူးလားဒါပေမဲ့ရံများခြင်းမှကင်းကြရင်ဗာဒိဋ္ဌိဖြုတ်တက္ကရာဒိဋ္ဌိဖြုတ်ဖို့အတွက်ပရိစ္ဆသမုပ္ပါတရားကိုနားနေရတယ်ပရိစ္ဆသမုပ္ပါတရားဘာလို့နားနေရတယ်နောက်တစ်ခုဝိပဿနာပဲနဲ့တော့ရှုနေရတယ်တက္ကရာဒိဋ္ဌိပြုတ်ဖို့နှလုံးလှုပ်ရတယ်ပရိစ္ဆသမုပ္ပါတရားကိုနားရတယ်ဝိပဿနာရှုရတယ်ဒါမှတက္ကရာဒိဋ္ဌိပြုတ်တာနာယုံနဲ့လည်းမပြုတ်ရှင်းကြရလားရှုပြန်တော့လည်းပဲရှုတော့ရှုတယ်ဖြစ်ပြတော့မြင်တယ်ငါခန္ဓာကြီးပြက်တယ်လို့ထင်ရင်လည်းပဲတရားမနာပဲနဲ့ရှုနေရင်ပြုတ်မလားဒါပြန်နာလဲနာရှုလဲရှုဦးဇင်းပြောတာရှင်းရင်လားနာပြီးမရှုရင်လည်းအကျွမ်းမဲ့တက္ကာယဒိဋ္ဌိမပြုတ်နိုင်ကတ်လိုက်ခွာလိုက်ဖြစ်နေတတ်တယ်ရှင်းရရလားငါဆွဲပြုတ်တဲ့ပရိစ္ဆသမုပ္ပါတရားမနာပဲနဲ့ရှုနေရင်လည်းဖြစ်ပြတော့ပဲနဲ့တော့မြင်မှာငါဆွဲရမပြုတ်ဘူးဖြစ်ငါခန္ဓာကြီးပြက်တယ်လို့ထင်ရင်ထင်နေမှာဘာခန္ဓာကြီးငါခန္ဓာကြီးငကိုတွေကငါဆွဲပြုတ်တဲ့တရားနာလို့လားမနာလို့မနာပဲကြင့်မြန်တော့ဖြစ်ပြတော့မြင်တယ်ငါဆွဲမပြုတ်ဘူးတရားနာပြီးမကြင့်မြန်တော့လည်းပဲဒိဋ္ဌိကပြုတ်လိုက်ကတ်လိုက်ကတ်ခွာကြီးဖြစ်နေတယ်ဒါကြောင့်နာလဲနာရတယ်ပဲနော်ကျင့်လဲကျင့်ရတယ်ရှုလဲရှုရတယ်အဲ့လိုနာလဲနာရှုလဲရှုမှတက္ကာယဒိဋ္ဌိအကျွမ်းမဲ့ပြုတ်တယ်လို့မှတ်စေခြင်းတယ်သဘောပေါက်ရဲ့လားကဲအားလုံးအပြစ်ကင်းပြီးအေးငြိမ်းချမ်းသာရှိကြပါစေ